ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ကျွန်တော်ဒီမှာဘုရားသခင်ပို့ဆောင်ခြင်းကြောင့်ရောက်ရှိလာတယ်နော်သင်ဦးဆရာဖြစ်တဲ့ဆရာပေါင်လည်းကျွန်တော်ကိုခေါ်ဖိတ်တယ်နော်ချိန်တာနော်ကျွန်တော်ရွရွသွားတယ်နော်ဒီနေ့မှဘုရားသခင်ပြင်ဆင်ပေးတယ်ကျွန်တော်မနေ့ကမှဒီရွှေလောင်းဘက်ကပြန်ရောက်တာပေါ့နော်ကျန်းစာတင်တဲ့2ရက်အမှသွားတင်တော့နေအရန်ပူတာမခံနိုင်အောင်နော်နေကင်းဘက်လည်းတင်ရတာပဲတောက်လျှောက်တနေကုန်ဆိုတော့လေ2ရက်အဲ့တော့ကျွန်တော်မနေ့ကမှညမှပြန်ရောက်တယ်ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်ဒီနေ့မှာနှုတ်ကပတ်တော်ဝင်ငါဖို့ဘုရားပြင်ဆင်ပေးတယ်ဒီမှာရောက်တဲ့အခါမှာကျွန်တော်တို့ဆရာလေးနဲ့မိသားအဖွဲ့ခွင့်ရတယ်နော်အထူးသဖြင့်ကျွန်တော်တို့ဆရာကြီးဆိုင်မွန်ပေါင်ခန့်အင်းနော် Reverend Dr. ဆရာကြီးဆိုင်မွန်ပေါင်ခန့်အင်းတွေ့ရတဲ့အတွက်ဝမ်းသာပါတယ်နော်ဆရာကြီးစီကနေကျွန်တော်အများကြီးသင်ယူခွင့်ရတယ်နော်ဆရာကြီးရဲ့ဟောပြောပွဲတွေကျွန်တော်တက်ဖူးတယ်နော်ပြီးတော့ဆရာကြီးရဲ့စာအုပ်တွေပေါ့နော်ခရစ်ယာန်သာသနာနှစ်ချင်းသမိုင်းနော်အဲ့ဒီစာအုပ်တွေကျွန်တော်အများကြီးခွန်အားရရှိတယ်ဘုရားရှင်ကျေးဇူးတော်ချီးမွမ်းပါတယ်လို့ပြီးတော့ကျွန်တော်ဒီမှာထိုင်တဲ့အခါမှာကျွန်တော်ဘေးနားမှာထိုင်တဲ့ဆရာတွေအားလုံးကဟာနော်ခပ်ပေါ်ဆရာတယောက်မပေါ့ဘူးဗျာနော်ကျွန်တော်တယောက်တည်းကဘာမှမဟုတ်ဘူးနော်တကယ်တော့ကျွန်တော်ကဘာမှမဟုတ်ချတိတ်ွယ်နော်ဒါဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်ဘုရားချီးမြှောက်လို့သာ9မိနစ်စာဒေသနာအားဖြင့်ဘုရားသခင်ကအသုံးပြုတာပေါ့နော်အဲ့တော့ကျွန်တော်ဘေးနားမှာထိုင်တဲ့ဆရာလည်းဓမ္မဂရိကနော်ကျမ်းစာကြောင်းအုပ်နော်အဲ့တော့မနက်ကဒေသနာဝင်ကားတဲ့ဆရာလည်းဟာနော်ဆရာရဲ့ဘွဲတွေနော်နဲ့ရှင်းလိုက်ရင်ကျွန်တော်ကတကယ်တော့ဘာမှမဟုတ်ဘူးဗျာနော်ကျွန်တော်ကြည့်တယ်ဟိုချင်းလူမျိုးတွေကနော်အနည်းဆုံးတော့ M1 ပဲဗျာနော်အနည်းဆုံးတော့ M1 အောင်ပဲနော်ကျွန်တော်ကြည့်တော့ဟာကျွန်တော်ဘာမှမဟုတ်ဒီမှာလာတဲ့ခါမှာနော်အဲ့တော့မနက်ကလည်း prison ရှစ်လို့တော့ဟာကောင်းလိုက်လားလို့နော်ကိုတချင်းဆိုတက်လာပြီလို့ထင်တာနော် prison ရှစ်ဆိုသွားတဲ့သူတွေကြည့်တော့ဟာအတန်တွေကတော်ကောင်းပါလားပေါ့နော်ဆိုသွားတဲ့ဥဆောင်သွားတဲ့နော်ဆရာရောနော်ဒုတိယဥဆောင်တဲ့ညီမငယ်ရောဟာတကယ်ကိုကျွန်တော်ခွန်အားရစေနော်တချင်းလေးအားဖြင့်အကလည်းကောင်းတယ်ဗျာနော်ချင်းလူမျိုးတွေကနော်အကလည်းတော်နော်ဒီပုံမှာတော်လေးကိုအဆင်ပြေတယ်ဗျာနော်အဲ့တော့ကျွန်တော်ကြည့်တော့ဟာတကယ်ကိုကောင်းကင်နိုင်ငံရောက်သလားအောင်းမေးရတယ်နော်ကျွန်တော်မြန်မာပြည်ကြီးကတကယ်ကိုဘုရားသခင်ရဲ့ကောင်းကြီးပါနော်ဘုရားသခင်မတူညီတဲ့လူမျိုးနော်မတူညီတဲ့ဘာသာစကားတွေနဲ့ဘုရားကိုချီးမွမ်းကြတဲ့အခါမှာတကယ်ကိုဝမ်းမြောက်စရာဖြစ်တယ်နော်ခုနဆိုသွားတဲ့ one day သချင်းလဲဟာနော်ဘုရားသခင်ကျွန်တော်တို့တနေ့မှာနော်ပြင်ဆင်ထားတဲ့အရာရှိတယ်နော်ဒါကြောင့်မို့ယုံကြည်ခြင်းဟာနော်မျှော်လင့်ပြီးတော့နော်ယုံကြည်ခြင်းရှိတဲ့သူကမျှော်လင့်ပြီးတော့မလုပ်ဖို့လဲဆိုတော့အသက်ရှင်ဖို့ဖြစ်တယ်နော်ဒါကြောင့်ယုံကြည်ခြင်းဆိုတာမျှော်လင့်သောအရာတို့ကိုမျက်မှောက်ပြုခြင်းဖြစ်တယ်နော်မမြင်သေးတဲ့အရာနော်မမြင်သေးတဲ့အရာဆိုမရှိလို့မဟုတ်ပါဘူးရှိပါတယ်တနေ့ရောက်ရှိလာမှာဖြစ်တယ်အဲ့ဒီအရာကိုသိမှတ်ဆွဲလန်းခြင်းအကြောင်းဖြစ်တယ်ဆိုတော့ကိုကျွန်တော်ဒီနေ့ခွန်အားရတယ်ခုနလည်းဂီတာတီးတဲ့ညီမငယ်ကဆရာပေါင်ရဲ့သမီးဖြစ်နေဟာကြည့်တော့အမျိုးသမီးဂီတာတီးတာဟာကောင်းလိုက်လားနော်ပြီးတော့ KB တီးတာလည်းကျွန်တော်ဘေးနားမှာထိုင်တဲ့ဆရာရဲ့သမီးဖြစ်နေပြန်ဒရန်တီးတာဆရာသားတဲ့ဘာဖြစ်လို့လဲဆိုတော့တဲ့ဒီတီးခတ်တဲ့တီးဝိုင်းဖွဲ့တွေကပြပရောက်သွားပြီတဲ့ဒီမှာလူငယ်100လောက်ကမလေးရှားထိုင်းအိန္ဒိယရောက်သွားပြီဟာကျွန်တော်ကြားတော့စိတ်တော့မကောင်းနော်ဘလို့ကူညီပေးရမလဲပေါ့နော်ကျွန်တော်မြန်မာပြည်မှာအခက်ခဲကြုံတဲ့အခါမှာလူငယ်တွေအများကြီးထွက်သွားရတယ်နော်ကျွန်တော်လည်းမလေးရှားရောက်တော့လူငယ်တွေအများကြီးပဲဗျတရားဝင် passport နဲ့နေတဲ့သူကတိတ်ပြဿနာမဟုတ်ဟိုအောက်လန်းသွားတဲ့လူတွေကဘာမှအထောက်အထားမရှိတော်ဒုက္ခရောက်တာဗျာတော်အခက်ခဲပေါ့ထိုင်းမှာဆိုလည်းအများကြီးပဲဗျာကျွန်တော်အသင်းတော်လူငယ်တွေလည်းရောက်ကုန်တာပေါ့အများကြီးရောက်ကုန်အဲ့တော့ကျွန်တော်ပထမအဲ့လိုကျွန်တော်ဘာကူညီပေးရမလဲပေါ့နော်ကျွန်တော်စိတ်ထဲမှာဒီလူငယ်တွေငါဘာလုပ်ပေးရမလဲငါဘာလုပ်ပေးနိုင်လဲပေါ့ကျွန်တော်ပထမကျွန်တော်မှရှိတဲ့ပတ်စံတွေအားလုံးကျွန်တော်အဲ့ဒီမေဆိုင်တို့အဲ့လိုနေဆက်ဒေတာတစ်ခုမှာပေါ့နော်ဟိုဘက်ထိုင်းနိုင်ငံဘက်မှာအဆောက်အဦတစ်ခုသွားငှားမယ်နော်3လ6လပေါ့နော်အဲ့လိုမျိုးသွားငှားမယ်ငှားပြီးလို့ရှိရင်အလုံးမရသေးခင်အဲ့လိုမှလာနေလူငယ်တွေနော်ကျွန်တော်ကျန်းစာသင်မယ်ပေါ့နော်ကျွန်တော်ပထမအဲ့လိုစဉ်းစားတာ3လလောက်ကို free ကျွေးထားမယ်ပေါ့လူငယ်တွေကိုနော်အဲ့တော့စိတ်ထဲမှာကျွန်တော်ချွတ်တော်များနဲ့တိုင်ပင်ပြီးတော့အဲ့ဒါလုပ်ဖို့တောင်စဉ်းစားလိုက်သေးတယ်ဒါဘုရားသခင်အခွင့်အရေးမပေးဘူးဗျဘုရားသခင်အခွင့်အရေးမပေးဘူးဘုရားသခင်ကျွန်တော်ဘာနှိုးစော်လဲဆိုတော့မျက်နေတဲ့အခုဖြစ်ပြနေတဲ့အခြေအနေတွေအားလုံးငါပြောင်းလိုက်ရင်မျက်စိတမိတ်လျှက်တစ်ပြက်တွင်းမှာအားလုံးငါပြောင်းပေးလို့ရပါတယ်တဲ့ဘုရားသခင်လုံလိုက်ရင်ခဏလေးပါပဲလူအနေနဲ့တော့ဟာဘလို့ပြန်ကောင်းနိုင်မလဲဒါပေမဲ့ဘုရားလုံလိုက်ရင်အားလုံးက
ခဏလေးပဲတဲ့ဘာဖြစ်လို့ဒီခက်ခဲတဲ့အခြေအနေကိုဖခင်ကအခွင့်ပေးရတာလေလို့ကျွန်တော်ဖခင်သခင်စီမှာမေးခွန်းမေးတဲ့အခါမှာဖခင်သခင်ကဒီခက်ခဲတဲ့အခြေအနေတွေဆိုတာတဲ့ဝိညာဉ်ရေးရာအကျိုးတိဆောက်ဖို့ပါမင်းလောက်ရမယ့်လောက်ကဝိညာဉ်ရေးရာအလုပ်ကိုလုပ်ပါဟာကျွန်တော်သဘောပေါက်သွားတယ်ဒါကြောင့်မို့ကျွန်တော်တို့လာမယ့်မေလအလယ်လောက်မှာတာချီလိမ့်မှာသင်တန်းလုပ်မယ်မဲဆိုင်မှာသင်တန်းလုပ်မယ်ပြီးရင်ကျွန်တော်တို့ချင်းမိုင်မှာသင်တန်းလုပ်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဘက်မဲဆောက်ပေါ့အခုကမဲဆောက်ကတော့အခြေအနေမကောင်းသေးတော့ခဏဆိုင်ထားအောင်ပဲပေါ့နော်အဲ့တော့အဲ့ဒီမှာရှိတဲ့လူငယ်တွေကိုသွားပြီးတော့နှုတ်ကပတ်တော်ဝင်ငှမယ်နော်ကျွန်တော်တို့သူတို့ကိုခွန်အားပေးမယ်ပေါ့နော်ဒီကာလကဘုရားသခင်ဘာလို့ခက်ခဲလဲဆိုတော့ဘုရားသခင်လှုပ်ခါပလိုက်တယ်နော်ကျွန်တော်တို့ရဲ့ဒီအပြစ်မန်းဆိုင်ရာအခြေအနေတွေလှုပ်ခါပလိုက်အဲ့ဒါကျွန်တော်တို့ရဲ့အတွင်းဝိညာဉ်ရေးအောင်ဘာလို့ဖို့လဲဆိုတော့တိဆောက်ဖို့ဖြစ်တယ်နော်ဒါကြောင့်မို့ကျွန်တော်ရဲ့ဝိညာဉ်ရေးအောင်ဘုရားသခင်ကတိဆောက်နေတာဖြစ်တယ်နော်ခုနကကျွန်တော်တို့လူငယ်တွေနော်ဒီမှာတချို့လဲရန်ကုန်ကိုပြောင်းလာကြတယ်စစ်ဘေးကြောင့်ဒုက္ခရောက်ကြတဲ့သူတွေလည်းအများကြီးရှိပါတယ်နော်ဒီအခြေကာလမှာကျွန်တော်တို့ရဲ့ခန္ဓာပိုင်းဆိုင်ရာအတွက်မကောင်းစိတ်ပိုင်းဆိုင်ရာအတွက်မကောင်းဖြစ်ကောင်းဖြစ်ပေမဲ့ကောင်းပြီသည်ဝိညာဉ်ဖို့ကျွန်တော်ရဲ့ဝိညာဉ်ရေးအကျိုးတော်ဘုရားသခင်ဘာလုပ်နေလဲတိဆောက်နေတယ်ကိုဗစ်ကာလတွေကတိဆောက်တာနော်ဘုရားသခင်အခုတည်းဘာလုပ်နေတော့မှလဲတိဆောက်နေတော့မယ်ဒါကြောင့်မို့ဘုရားသခင်ကကျွန်တော်တို့ရဲ့ဝိညာဉ်ရေးအကျိုးကိုတိဆောက်နေတဲ့ကာလဖြစ်သောကြောင့်ကျွန်တော်ရဲ့နှလုံးသားတွေကိုပြင်ဆင်ဖို့ဖြစ်ပါတယ်နော်ဒီနေ့မှာဖခင်ရဲ့မျက်နှာသားဆိုတဲ့နှုတ်ကပတ်တော်အပြင်ကျွန်တော်ဆင်ခြင်ခွန်အားယူဖို့ဖြစ်တယ်နှုတ်ကပတ်တော်မသွားခင်မှာပေါ့နော်ကျွန်တော်ညီငယ်တော်ဒီအားနေပြီးတော့ဂုဏ်တော်ချီးမွမ်းပါမယ်လို့တော်ဒီကတော့ကျွန်တော်ဆရာဆွန်ဝင်းလွင်ရဲ့သားတစ်ပည့်ဖြစ်ပါတယ်နော်ဆရာဆွန်ဝင်းလွင်ရဲ့ကျွန်တော်မြန်မာစကားရှိရဲ့တန်ငါနာနီတန်ငါမုတ်ဆိုးနာနီမုတ်ဆိုးဆရာဆွန်ဝင်းလွင်နာနီတော့ဆရာဆွန်ဝင်းလွင်အတိုင်းပဲနော်အတန်အောင်ဆူပေါက်ကောမျက်နာနေထောင်အကိုနော်အဲ့တော့ဆရာဆုံးလင်းရဲ့တာတော်ပဲဖြစ်တယ်ဆရာဆုံးလင်းကိုအနိကပြုစုပြီးတော့အဲ့ဒီကောင်းကြီးကိုသူခံစားရတယ်နော်ဒါကြောင့်မို့ဘုရားသခင်ကကျွန်တော်တို့ကိုအခမဲ့ပေးတဲ့ကျေးဇူးတော်အကြောင်းပေါ့နော်အခမဲ့ပေးတဲ့ကျေးဇူးတော်ကိုတခြင်းအပြင်အတူတူကခွန်အားယူဖို့ဖြစ်ပါလေကျေးဇူးတင်တယ်သခင်ရှုခရစ်တော်ဘုရားကထာဝရအသက်ကိုအခမဲ့ပေးပါတယ်ယေရှုခရစ်တော်ဘုရားလက်ဝါးကတိုင်းမှာအသေးခံတာခရိယန်တွေတော့ပဲမဟုတ်ပါဘူး။သခင်ရှုကဘာသာမခွဲပါဘူး။လူမျိုးမခွဲဘူး။အဆင့်တန်းမခွဲဘူး။သခင်ရှုကလူတိုင်းနဲ့ဆိုင်တဲ့ဘုရားဖြစ်တယ်။သခင်ရှုလောကမှာအသေးခံတော့ခရိယန်ဘာသာတရားမပေါ်သေးပါဘူး။ဒါကြောင့်မို့ယေရှုကလက်ဝါးကတိုင်းမှာအသေးခံတာလူတိုင်းတော့ဖြစ်တယ်။လူမျိုးတိုင်းတော့ဖြစ်တယ်။ဘာသာတိုင်းတော့ဖြစ်တယ်။ဘသူပဲခေါ်သခင်ရှုကိုဘယ်ဘာသာဘယ်လူမျိုးပဲယုံထာဝရအသက်ကယ်တင်ဆုကျေးဇူးကိုရဖို့အခွင့်အရေးရှိနေပါတယ်။ဒါကြောင့်မို့ယေရှုခရစ်တော်ဘုရားကသင်တဲ့ကျွန်ုပ်အပြစ်တို့လက်ဝါးကတိုင်းမှာအသေးခံသွေးသွန်းတယ်။၃ရက်မြောက်သောနေ့မှာအပြစ်တရားရဲ့ခအသေးခြင်းကိုအောင်မြင်ခဲ့တဲ့ဘုရားဖြစ်တယ်။ဒါကြောင့်မို့သင်ဘက်ကယုံကြည်ခြင်းတစ်ခုနဲ့ပဲထာဝရအသက်ကိုအခမဲ့ရရှိဖို့အခွင့်အရေးရှိနေတယ်။ဒါကြောင့်မို့ကျေးဇူးတော်ဆိုသည်မှာအခမဲ့ဖြစ်တယ်။ကျေးဇူးတော်ဟာအခမဲ့ဖြစ်တယ်။အဖို့ခတပြားမှမယူ။နော်အဖို့ခတပြားမှမယူ။ဒါကြောင့်ကျွန်တော်ဘုရားအသက်တာထဲမှာအဲ့ဒီဂျေဇုတော်လေးဟူသောယေရှုခရစ်တော်ကိုယုံကြည်ပြီးတော့နေ့ရက်စဉ်တိုင်းမှာအသက်ရှင်ဖို့ဖြစ်ပါတယ်ဒီနေ့နှုတ်ကပတ်တော်အဖြစ်ခွန်အားယူဖို့ရန်အတွက်ဆရာကြီးဦးတော်မောင်ထွန်းပြောတဲ့စကားလေးတစ်ခွန်းရှိပါတယ်ဖခင်သခင်တဲ့မျက်နာမလိုက်ပါဘူးဒီလူကတော့ဘယ်ဘာသာကိုးကွယ်လို့ဒီလူကတော့ဘာလူမျိုးဖြစ်လို့ဒီလူကတော့ဘလောက်ယာတို့ရှိလို့ဒီလူမှာတော့ဘလို့အစွမ်းစားတွေရှိလို့ဒီပုဂ္ဂိုလ်ကတော့ဘယ်မျိုးရိုးကဆင်းသက်လို့ရုပ်ချောလို့ဘလို့အသားရောင်ရှိလို့ဘုရားသခင်အဲ့ဒီအပြင်ပန်းအရာတွေကြည့်ပြီးတော့လူတွေကိုမဆက်ဆံပါဘူးတဲ့။ဒါကြောင့်မို့လူသည်အစင်းသဏ္ဍာန်ကိုကြည့်ရှုတတ်၏ထာဝရဘုရားမူကားစိတ်နှလုံးကိုဘာလို့လဲကြည့်တယ်။ဘုရားသခင်ကဘာကိုကြည့်လဲနှလုံးသားကိုကြည့်တယ်။လူကတော့ဘာကိုကြည့်လဲအစင်းသဏ္ဍာန်အပြင်ပန်းအရာတွေကိုလူကစိတ်ဝင်စားတယ်ဒါလူတွေရဲ့စိတ်ဝင်စားမှုဖခင်တော့ဘာပဲစိတ်ဝင်စားလဲသင်နှလုံးသားကိုပဲဘုရားသခင်ကစိတ်ဝင်စားတယ်ဆိုတော့တွေ့ရတယ်ဒါကြောင့်မို့ဖခင်ရဲ့မျက်နှာသားလို့ဒီနေ့နှုတ်ကပတ်တော်ကောင်းစဉ်ကိုပေးထားတယ်ဖခင်သခင်ကကျွန်တော်တို့ကိုမျက်နှာမလိုက်ပါအပြင်ပန်းအရာတွေကြည့်ပြီးတော့ဒါပေမဲ့ဆရာကြီးဦးတုမောင်ထွန်းကပြောလို့ဆိုဖခင်သခင်ကနှလုံးတော့လိုက်တယ်နှလုံးသားတော့လိုက်တယ်ကျွန်တော်တို့ရဲ့နှလုံးသားအခြေအနေပေါ်မှာမူတည်ပြီးတော့ဆက်ဆံတဲ့ဘုရားသခင်ဖြစ်ပါတယ်။ဒါကြောင့်မို့သင်ရဲ့နှလုံးသားဘုရားရှိမှကောင်းစားတဲ့နှလုံးသားဖြစ်ဖို့အင်မတန်အရေးကြီးတယ်
အဲ့ဒီနှလုံးသားကောင်းစားမှကျမ်းစာကပြောပါတယ်ဖယားသခင်ရှေ့လူတို့ရှေ့မှာမျက်နာရပြီးတော့ဂျေဇုကိုခံရမယ်နော်တုတ်တန်ကျမ်းခန်းကြီး3အပိုက်ငယ်3ကနေ4မှာဖယားသခင်ရဲ့မျက်နှာသာခံစားရဖို့ရန်အတွက်ဘာလို့လဲလို့မေးရင်သင်နှလုံးသားပဲအရေးကြီးတာဖြစ်ပါတယ်အပြင်ပန်းအရေးချင်းတွေပေါ်မှာဖယားသခင်ကမျက်နှာသာပေးတာမဟုတ်ပါဘူးဘယ်ပေါ်မှာမျက်နှာသာပေးလဲဆိုရင်တော့ကျွန်တော်တို့ရဲ့နှလုံးသားပေါ်မှာကြည့်ပြီးတော့မျက်နှာသာပေးတာဖြစ်တယ်ဒါကြောင့်မို့ကရုဏာတရားနဲ့သစ္စာတရားကိုသင်နဲ့မကွာစေနဲ့ထိုတရားတို့ကိုသင်ဤလယ်ပင်မှာဆွဲထားပါနှလုံးအင်းစင်းရင်မှာရေးသွင်းပါအတိတ်ဘက်ကသင်ရဲ့နှလုံးသားထဲမှာကရုဏာတရားနဲ့သစ္စာတရားကိုထည့်ထားပါတူထားပါအဲ့ဒါမကွာစေနဲ့ဘယ်ပဲရောက်ရောက်ဘယ်နိုင်ငံပဲရောက်ရောက်ဘယ်အလုပ်ပဲလုပ်လို့ဗမာပဲနေနေဘယ်အခြေအနေနဲ့ပဲကြုံကြုံကရုဏာတရားနဲ့သစ္စာတရားကိုမကွာစေနဲ့နှလုံးထဲမှာရေးထားပါအဲ့ဒီလိုလုပ်မယ်ဆိုရင်တို့ပြုလင်ဖယားသခင်ရှေ့လူတို့ရှေ့မှာမျက်နာရပြီးတော့ဘာကိုခံရမလဲဂျေဇုကိုခံရမယ်ဖယားသခင်ရဲ့မျက်နှာသာအဲ့ဒါအရင်ရေးကြည့်တယ်ဗျဒီလောက်တစ်ခုကိုလူတယောက်လုပ်တယ်မအောင်မြင်ဘူးဒါပေမဲ့ဖယားမျက်နှာသာရှိတဲ့သူကသူလုပ်ရင်အောင်မြင်တယ်ဒီမှာနေရင်အဆင်မပြေဘူးဒါပေမဲ့အဲ့ဖယားမျက်နှာသာရှိတဲ့သူကဘယ်မှာနေနေအဆင်ပြေတယ်ဒါကြောင့်မို့ဒီကာလမှာကျွန်တော်လူငယ်တွေတော်များများလဲအခြေအနေကြောင်းမျိုးကြောင့်ပြည်ပကိုထွက်ရတယ်တချို့လဲအခြေအနေကြောင်းမျိုးကြောင့်ဒီမှာပဲဆက်နေရတယ်ဘယ်မှာပဲနေပါစေဘယ်နိုင်ငံပဲရောက်ပါစေဘယ်အခြေအနေပဲကြုံပါစေဖယားရဲ့မျက်နှာသာရှိရင်သင်ရှိတဲ့နေရာအကောင်းကြီးဖြစ်တယ်တမန်ကျမ်းစာထဲမှာအာဗြဟံသူရောက်တဲ့နေရာအကောင်းကြီးဖြစ်တယ်ဖယားသခင်ကသူရောက်တဲ့နေရာမှာသူ့ကိုအကောင်းကြီးပေးတယ်နေရာနဲ့မဆိုင်ဘူးအဲ့ဒီလူကဖယားနဲ့အဆက်ရှိဖို့ပဲလိုတယ်ဖယားနဲ့အဆက်ရှိရင်ဖယားသခင်ရဲ့မျက်နှာသာကိုခံစားရတယ်ဒါကြောင့်မို့အာဗြဟံရောက်တဲ့နေရာမှာကောင်းကြီးဖြစ်တယ်အာဗြဟံရဲ့သားဣဇက်အစာခေါင်းမတဲ့ကာလမှာတဲ့ကပောက်ကျန်ခန်းကြီး26မှာမျိုးစေ့ကိုကျဲတဲ့ခါမှာတဲ့ဘလောက်တောင်အသီးနှံရိတ်ကလဲအစ100တောင်အသီးနှံရိတ်ကလဲတစ်စနှစ်စမဟုတ်တော့အစ100ဟာကြည်စမ်းစပားဆိုင်လိုက်တယ်ဂျုံဆိုင်လိုက်တယ်စပစ်သီးဆိုင်လိုက်တယ်အစ100အသီးနှံပြန်ရိတ်ကတယ်အခြေအနေကဘယ်လိုဖြစ်နေတာအခြေအနေကမိုးခေါင်ရေရှားနေတဲ့ကာလအခြေအနေကအစာခေါင်းမတဲ့ကာလဒီလိုကာလပေါ့ဒါပေမဲ့ဒီလိုကာလမှာဖယားမျက်နှာသာရှိတဲ့သူကလှုပ်သမျှမှာမလုပ်တာလဲအောင်မြင်တာအံ့ဩစရာကြီးအဲ့ဒါဣဇက်အဲ့ဒီလိုအောင်မြင်လုံးလို့သူများကမနာလို့ဖြစ်ပြီးတော့မလုပ်လိုက်လေမင်းတို့ငါတိုင်းပြည်ထွက်သွားတဲ့ထွက်သွားဆိုတော့သွားရတာပေါ့ဂေယာဂျိုက်ထဲမှာသွားနေတယ်အဲ့ဒီမှာသူတို့ဘိုးဘေးကြီးအာဗြဟံတူးထားတဲ့ရေတွင်းပြန်ဖော်ပြီးတော့ပြန်တူးတဲ့ခါမှာဘာထွက်လဲဆိုတော့ရေထွက်တယ်အဲ့ဒီမှာဂေယာနွားချောင်းသားတွေကသူတို့မျိုးကနေထုတ်ပြီးမရသေးဘူးပြန်လိုက်လူသေးတယ်ပြန်ပေးတယ်အဲ့ဒါငါတို့ရေတွင်းနဲ့ဟာမဟုတ်လေငါတို့တူးတာပဲငင်းလို့ရပါတယ်အနိုင်ထပ်ပြုတ်ပြီးတော့ပြန်တိုက်လို့ရပါတယ်ဒါပေမဲ့ဣဇက်ဘာလုပ်လဲယူပါစေနောက်တနေရာပြောင်းသွားတယ်နောက်တနေရာပြောင်းပြီးတော့ရေတွင်းတူးတယ်ရေထွက်ပြန်အောင်ထက်လာလူတယ်ဟာနည်းနည်းတော့များပြီနော်ပထမတစ်ခေါက်လဲဘာလုပ်လိုက်ပြီးသွားပြီလဲပေးလိုက်ပြီအခုတစ်ခေါက်ထပ်ပေးရမယ်ဆိုတော့ဒါမဟုတ်သေးဘူးဒါပေမဲ့ဣဇက်ဘာလုပ်လဲပေးလိုက်ပါဣဇက်ဘာလုပ်လိုက်လဲပေးလိုက်တယ်ရေတွင်းတူးပြီးတော့ရေထွက်တယ်တဲ့ပေးလိုက်တယ်နောက်တစ်ခေါက်တနေရာထပ်ပြောင်းတယ်ထပ်လူပြန်အောင်ဟာပေးလိုက်ပါနောက်တနေရာထပ်ပြောင်းဟာဣဇက်ကြီးကတရေဘောကြောင်တာလားဘာလဲဘာလို့ဒီလိုပေးလိုက်ရတာလဲဘသူ့ဟိုမှာသူကရန်တုံးမမူပါဘူးဖခင်ရဲ့မေတ္တာနဲ့ပဲပြန်ပြီးတော့တုံ့ပြန်လိုက်နောက်တနေရာပြောင်းတဲ့ခါမှာတော့ရေထွက်တယ်တဲ့အဲ့ဒီမှာတော့ယဟောဘုတ်လို့နာမည်ပေးတယ်တဲ့အဲ့ဒီမှာဘသူမှမလူတော့ကျွန်တော်ပြောချင်တဲ့အကြောင်းလေးကအဲ့ဒီဣသရေလဖိလိတိဒီတိုင်းပြည်ဆိုတာကအင်မတန်မှရေတွင်းတူးရင်ရေထွက်ဖို့ခက်ခဲတဲ့နေရာတွေပါဒါပေမဲ့ဣဇက်တူးလိုက်တိုင်းမှာရေတွင်းကဘာလို့လဲရေထွက်တယ်နေရာကောင်းလို့မဟုတ်ရေချောမိလို့မဟုတ်ဖျားလူဖြစ်နေလို့ဖျားရဲ့မျက်နှာသာပါနေတော့ကြောင့်သူများတူးတာရေမထွက်သူတူးရင်ဘာလို့လဲရေထွက်တယ်အံ့ဩစရာကြီးသူများစိုက်ပျိုးလို့တော့အဆင်မပြေသူစိုက်ပျိုးရင်ဘာလို့လဲအဆင်ပြေတယ်အဲ့ဒါကဘယ်ကာလလဲအင်မတန်မိုးရွာပြီးတော့စိမ့်လန်းဆူပြေတဲ့ကာလမဟုတ်ဘူးမိုးခေါင်တဲ့ကာလအဲ့ဒါမျက်နှာသာဆိုအဲ့ဒါယာကုပ်လက်ထက်ရောက်လာတယ်ဦးလေးလာဗန်ကသူ့ကိုလှည့်စားလိုက်တယ်
ကြုံမဲခံခိုင်းတယ်အမျိုးသမီး2ယောက်အတွက်သူ့သမီးနဲ့ပေးစား2ယောက်တော့14နှစ်တောင်ကြုံခံတယ်1ယောက်ကို9နှစ်2ယောက်14နှစ်နောက်တိုးတွေနွားတွေတော့မင်းဆက်နေပါအောင်ကွာငါတူရမင်းဘာအဖိုးခတောင်းကျင်လဲငါပေးပါမယ်အားတဲ့ကျွန်တော်တိုးတွေနွားတွေစိတ်တွေအပြောက်ကြားလေးတွေမွေရင်ကျွန်တော်ပေးပါယူကွာတဲ့မင်းရလဲစိတ်ထဲမှာပြောတယ်လာပန်ဒီကောင်တော်တော်ညံ့တဲ့လူပဲနော်တိုးတွေနွားတွေဆိုတော့ဘရောမှမြင်းကြားလို့အပြောက်ကြားမမွေးဘူးစင်းလုံးကြောအဖြူစင်းလုံးကြောအမဲစင်းလုံးကြောအညိုစင်းလုံးကြောဒီလိုပဲမွေးတာဒါပေမဲ့ယာကုပ်ကအဲ့ဒါကိုတောင်းလိုက်တယ်တောင်းပြီးတော့ဘုရားသခင်သူ့ဘက်မှာရှိတဲ့အခါမှာအိမ်မက်ထဲမှာသူအပြောက်ကြားလေးတွေမွေးတယ်ဆိုတော့ကိုအိမ်မက်မတ်တလိษံတွေရှက်တင်တဲ့အခါမှာအပင်ရဲ့အရေကုန်ခွာထားတော့အောက်မှာအတွန့်တွန့်လေးတွေဖြစ်နေတလိษံတွေကရှက်တင်တဲ့အခါမှာမွေးလာတဲ့တလိษံမှန်သမျှကအပြောက်ကြားတွေများတယ်လေကွင်းမှာတိုးတွေရှင်ကြည့်လိုက်ရင်စင်းလုံးကြောတိုးတွေကနည်းနည်းလေးပဲရှိတယ်အပြောက်ကြားတိုးတွေကအများကြီးပဲဘသူဥစ္စာအပူများနေလေယာကုပ်ဥစ္စာပေါ့မဖြစ်နိုင်တဲ့အရာတော့တိုးဆိုတော့အပြောက်ကြားမွေးဖို့မဖြစ်နိုင်တဲ့အရာကိုဖြစ်စေတော်ဘုရားအဲ့ဒါဘုရားရဲ့မျက်နှာသာလို့ခေါ်တယ်တကယ်ခက်ခဲတဲ့အခြေအနေမှာတော့ဘုရားသခင်ယာကုပ်ကြီးကိုမလုပ်လဲကောင်းကြီးပေးတယ်ဆိုတော့တွေ့ရတယ်ယာကုပ်ပြီးတော့နောက်တစ်ယောက်ယောသပ်အာဗြဟံဣဇက်ယာကုပ်အခုယောသပ်လက်ရောက်ယောသပ်ဘုရားဘက်မှာသစ္စာရှိတယ်သူ့အဖေကိုယိုသေးတယ်သူ့ကိုယ်တွေဘယ်သွားသူ့အဖေကိုပြန်ပြောပြသူ့ကိုယ်တွေကမကျေနပ်ဘူးငါတို့မလွတ်လပ်ဘူးကွာဒီကောင်ရှိတာနော်အဲ့တော့ယောသပ်ကိုဘာလို့ဖို့စဉ်းစားဆိုတော့တတ်ဖို့စဉ်းစားတယ်တတ်ဖို့စဉ်းစားတဲ့အခါမှာမိဒရန်ကုံတယ်တွေလာတော့မိဒရန်ကုံတယ်မတတ်ဘဲနဲ့ရောင်းလိုက်အဲ့တော့ယောသပ်ရဲ့အင်ကြီးကိုသွေးထဲမှာနှိပ်ပြီးသူ့အဖေကိုပြန်ပြတယ်သေပြီတဲ့ယောသပ်ကတော့ယောသပ်သူများတိုင်းမျိုးပဲဘာဖြစ်ရောက်ပါလဲကျွန်အနေနဲ့ရောက်သွားတယ်ကျွန်အနေနဲ့ရောက်သွားပြီမဲ့ယောသပ်ရဲ့အသက်တာထဲမှာဂရုဏာတရားနဲ့သစ္စာတရားကိုလုံးဝမကွာအောင်သူ့သက်တာထဲမှာသူအကောင်းဆုံးလုပ်တယ်သူ့နှလုံးသားမှန်တယ်သူ့ကိုယ်တွေကိုလည်းမုန်းခြင်းမရှိဘူးကျွန်ဘဝမှာငါဘဝရတော့သွားပါပြီကွာဆိုပြီးတော့ပြင်ပအရာတွေခါလာရင်နှလုံးသားခါသွားတတ်တယ်အချင်းနေခါလာအကြောင်းမဟုတ်တော့သင်နှလုံးသားကိုမခါစေနဲ့ကျွန်တော်အင်္ဂလိပ်စာကြောင်းလေးတစ်ကြောင်းဖတ်ရတယ်ဖယားသခင်အားတဲ့တခါတရံမှာတဲ့အခြေအနေတွေကိုတဲ့မပြောင်းလဲပေးဘူးတဲ့ဘာကြောင့်လဲသိလားတဲ့ကျွန်တော်တို့ရဲ့နှလုံးသားကိုပြောင်းလဲဖို့ကြိုးစားနေတော့ကြောင့်ဖြစ်တယ်ဖယားသခင်အခြေအနေကိုမပြောင်းလဲပေးသေးတာဘသူတွေရဲ့နှလုံးသားကိုပြောင်းလဲဖို့လဲယုံကြည်သူတွေရဲ့နှလုံးသားကိုပြောင်းလဲဖို့ဖြစ်တယ်ဒီနေ့ကိုဗစ်ကာလမှာကျွန်တော်ဖယားเจ้าနေပိတ်သွားတယ်နော်အသိတော်နေပိတ်သွားတယ်ဖယားเจ้าဒီလိုလူစုဖို့မပြောနဲ့4-5ယောက်တောင်စုလို့ကိုယ်အိမ်ထဲကလူတောင်ကိုတွေ့လို့မရဘူးအဲ့ဒီချိန်မှာလူတိုင်းသဘောပေါက်လိုက်တယ်ဖယားသခင်မှလွဲ၍ငါတို့ကိုကွယ်ကာနိုင်တဲ့သူမရှိတော့ဘူးကိုဗစ်ကာလမှာမိသားစုတယောက်နဲ့လက်ဆွဲမလုပ်ဆက်နိုင်တော့မိသားစုတယောက်တော့ဟာကိုခန်းကိုနေသူ့ခန်းသူနေပဲကိုဗစ်ကာလမှာဒါပေမဲ့ကိုဗစ်လည်းပြီးတော့လူကဘာလုပ်သွားလဲပုံမှန်လေးပြန်ဖြစ်သွားတယ်အခုနိုင်ငံရေးလူမျိုးစီးပွားရေးအခြေအနေနဲ့ဘုရားသခင်တစ်ခေါက်ပြန်ပြီးတော့ကျွန်တော်တို့ဘာလုပ်လဲပြန်ရိုက်ခတ်စေဒီအခြေအနေမှာကျွန်တော်တို့အားလုံးဘုရားရဲ့အလေးလာကိုမြင်တတ်ဖို့လိုတယ်ကျွန်တော်တို့ရဲ့နှလုံးသားထဲမှာဘာသာရေးအစွဲတွေလူမျိုးရေးအစွဲတွေเนาะကျွန်တော်ရဲ့နှလုံးသားထဲမှာအဲ့ဒီအစွဲတွေရှိတယ်ဘုရားသခင်အဲ့ဒီနှလုံးသားကိုဘာလုပ်နေရလဲပြုတ်ပြင်ပေးနေတာသူ့ကိုနံဝိညာဉ်နဲ့၎င်းသစ္စာနဲ့၎င်းကိုးကွယ်တတ်ဖို့ဘုရားသခင်ဘာလုပ်နေရလဲပြုတ်ပြင်ပေးဒါပေမဲ့အခုတည်းနှလုံးသားမပြောင်းလဲသေးတဲ့ခရစ်ယာန်တွေတပုံကြီးပဲဒါကြောင့်ဘုရားသခင်ကအခြေအနေကိုမပြောင်းလဲပေးသေးဘူးဆိုတာယုံကြည်သူတွေဘာမပြောင်းလဲသေးလို့နှလုံးသားမပြောင်းလဲသေးလို့ဖြစ်တယ်ဒါကြောင့်မို့ဒီနေ့မှာသင်တဲ့ကျွန်တော်ရဲ့နှလုံးသားပြောင်းလဲသူများပြောင်းလဲတာမပြောင်းလဲတဲ့အထက်ဒီနှုတ်ကပတ်တော်ဟိုလူအတွက်ပဲဟိုလူနှလုံးသားမပြောင်းလဲသွားမမြင်ပါနဲ့ဒီနှုတ်ကပတ်တော်အသင်အတွက်ဖြစ်ပါတယ်ကျွန်တော်အတွက်ဖြစ်ပါတယ်ကျွန်တော်နှလုံးသားဘာလို့ဖို့လို့လဲပြောင်းလဲဖို့လို့တယ်ကျွန်တော်နှလုံးသားမာနတွေနဲ့အတ္တတွေနဲ့မနှိမ်ချနိုင်မှုတွေနဲ့ခွဲခြားမှုတွေနဲ့ကျွန်တော်နှလုံးသားအဲ့ဒီနှလုံးသားကိုဘုရားသခင်ကဘာလုပ်နေရလဲဒီကာလမှာပြောင်းလဲနေတာဒီနေ့ယောသက်ကနှလုံးသားမှန်တယ်တွေးကြုံရတဲ့အခက်ခဲတိုင်းမှာမခါသီတော့ဘုရားသခင်ကိုလည်းသူကမပြစ်မအောင်ဘုရားသခင်ဘာလို့ဒီလိုကြုံစေရတာလဲမဟုတ်ဘူးဘုရားသခင်မှာအကြောင်းရင်းတစ်ခုရှိတယ်ပဲငါ့ကိုအေဂူတူပို့တယ်ဆိုတာဘုရားသခင်အကြောင်းရင်းတစ်ခုရှိတယ်ဒါကြောင့်မို့သူကနှလုံးသားမခွာတော့ကြုံဖြစ်တဲ့ကာလမှာလည်းသူအကောင်းဆုံးလုပ်တယ်ပေါတိပါကြီးကသိတယ်ယောသက်ကိုတခုခိုင်းလိုက်တိုင်းမှာတကယ်ကိုကောင်းကြီးဖြစ်တာစပားဆိုင်ခိုင်းလဲအထွက်တိုးတယ်တိုးထိန်ခိုင်းလဲတိုးတွေကတိုးပွားတယ်ယောသက်ကိုဘာခိုင်းအောင်မြင်နေတာဘာကြောင့်လဲပေါတိပါကြီးကရိပ်မိတယ်ကပ္ပဦးကျမ်းခန်းကြီး39မှာပေါတိပါသူသိတယ်သူ့ရဲ့အိမ်မှာဒီလိုစီးပွားတွေတိုးတက်တယ်ဆိုတာကဘာသူကြောင့်လဲဆိုရင်တော့အဲ့ဒီယောသက်ကြောင့်ဆိုတော့သူသိတယ်ကပ္ပဦးကျမ်းခန်းကြီး39အပိုင်းငယ်2မှာ
ထာဝရဘုရားသည်ယောသတ်ဘက်၌ရှိတော်မူသဖြင့်သူသည်အကြံထမြောက်တတ်၏ဘုရားသခင်ဘယ်သူဘက်မှာရှိလဲဘုရားရဲ့မျက်နှာသာဆိုအဲ့ဒါပဲဘုရားကကျွန်တော်တို့ဘက်မှာဘာလုပ်နေရလဲရှိနေတာဘုရားသခင်ကျွန်တော်တို့ဘက်မှာရှိသမျှတော့အဘယ်သူကကျွန်တော်တို့တစ်ဖက်မှာနေနိုင်မလဲစာတန်ဘလို့မှလှုပ်လို့မရဘုရားသခင်ကယောသတ်ဘက်မှာရှိတဲ့အတွက်ကြောင့်တဲ့ယောသတ်သည်တဲ့အကြံထမြောက်တတ်တယ်အကြံထမြောက်တတ်တယ်အေဂုတုအမျိုးသားမိမိသခင်အိမ်၌နေရလေသူ့ဘက်၌ထာဝရဘုရားရှိတော်မူ၍သူပြုလေရာ၌အောင်စီတော်မူကြောင်းကိုသခင်လည်းသိမြင်တယ်။သခင်ကသိတယ်နော်။ယောသတ်ဘာပဲလုပ်လို့ဘာလုပ်လဲအောင်မြင်တယ်တဲ့။အဲ့ဒီလိုအောင်မြင်ရတဲ့အကြောင်းရင်းကသူ့ရဲ့ဖခင်ယောသတ်ရဲ့ဖခင်ဘယ်သူ့ဘက်မှာရှိနေလဲ။ယောသတ်ဘက်မှာရှိနေတယ်။တပါးမျိုးသားဖြစ်တဲ့အေဂုတုအမျိုးသားပေါတိဖာကြီးကသိတယ်။အပိုင်ငယ်၄မှာထို့ကြောင့်ယောသတ်သည်သခင်ရှိ၌မျက်နာရ၍ခါစားလျက်နေရ၏ဘယ်လိုရေးထားလဲသခင်ရှိမှာဘာရလဲမျက်နာရတယ်ဖယားသခင်ရဲ့မျက်နာကိုရတဲ့အခါမှာလူရှိမှာလည်းမျက်နာရတယ်ဒါကြောင့်တုတ်တန်ကျမ်းကပြောပါတယ်ဂရုဏာတရားနဲ့သစ္စာတရားကိုသင်နဲ့မကွာစေနဲ့မင်းရဲ့နှလုံးသားထဲမှာရေးမှတ်ထားပါအဲ့ဒီလိုဆိုရင်ဖယားသခင်ရှိမှာမျက်နာရမယ်လူရှိမှာလည်းယောသတ်ကဖယားရှိမှာမျက်နာရတဲ့အခါမှာပေါတိပါရှိမှာဘာလုပ်သွားလဲမျက်နာရသွားတယ်အဲ့ဒီခါမှာပေါတိပါကြီးကသခင်သည်လဲမိမိအိမ်တွင်အိမ်အုပ်အရာနှင့်ခန့်ထား၍ဥစ္စာရှိသမျှကိုအပ်လေအကုန်အပ်လိုက်တာဘယ်သူလက်ထဲကိုလဲယောသတ်ရဲ့လက်ထဲကိုဘယ်လောက်ထိအပ်လိုက်လဲသလားကျမ်းစာဘယ်လိုကြီးလဲဆိုတော့ပေါတိပါကြီးကတဲ့သူစားတဲ့အစားအစာလွယ်၍တဲ့သူ့အိမ်မှာဘာရှိလို့ရှိမှန်းတော့မသိဘူးတဲ့ပတ်စံတွေဘယ်လောက်ရှိလဲရွှေတွေဘယ်လောက်ရှိလဲငွေတွေဘယ်လောက်ရှိလဲသိုးဘဏ္ဍကောင်ရှိလဲစိတ်ဘဏ္ဍကောင်ရှိလဲကလအုပ်ဘဏ္ဍကောင်ရှိလဲအဝတ်ထည်တွေဘယ်လောက်ရှိလဲစပားတွေဘယ်နှတင်းရှိလဲ तू မသိဘူးတဲ့အားလုံးစည်ရင်အားလုံးဘယ်သူလက်ထဲမှာယောသတ်ရဲ့လက်ထဲမှာဘယ်လောက်ထိယုံကြည်စိတ်ချလဲဆိုတာအဲ့လောက်ထိယုံကြည်ရအောင်လဲယောသတ်ရဲ့နှလုံးသားထဲမှာကရုဏာတရားနဲ့သစ္စာတရားရှိနေလို့ပေါ့ယောသတ်သစ္စာရှိတယ်ဆိုတာသိလို့ဘာလို့တာလဲအပ်တာပေါ့အသေးမွဲမှာသစ္စာမရှိတော့ဘယ်အပ်မလဲဒီကောင်စိတ်မချရအောင်ဆိုဘယ်အပ်မလဲသူသစ္စာရှိတယ်တပြားမှမခိုးဘူးတပြားမှမယူဘူးသူအကောင်းဆုံးလုပ်တယ်ထို့သောတဲ့အိမ်နှင့်ဥစ္စာရှိသမျှကိုအုပ်ဆိုးစေသည့်ကာလမှစ၍အဲ့ဒီလိုယောသတ်လက်ထဲကိုအပ်လိုက်တဲ့ကာလစပြီးတော့ထာဝရဘုရားသည်ယောသတ်အတွက်ထိုအေဂုတုသား၏အိမ်ကိုကောင်းကြီးပေးတော်မူသဖြင့်ပေးတော်မူသောကောင်းကြီးမင်္ဂလာသည်အတွင်ပြင်ဥစ္စာရှိသမျှအပေါ်မှာတက်ရောက်လေ၏အဲ့ဒီလိုယောသတ်လက်ထဲကိုအပ်လိုက်တဲ့အချိန်ကစပြီးတော့တဲ့ပေါတိဖာရဲ့အိမ်ကိုကောင်းကြီးပေးတယ်လို့ကျမ်းစာမရေးဘူးဗျပေါတိဖာအိမ်ကိုကောင်းကြီးပေးတယ်လို့ရေးလိုက်လို့ရတယ်မရေးဘူးဘယ်လိုရေးလဲယောသတ်အတွက်ထိုအေဂုတုသား၏အိမ်ကိုကောင်းကြီးပေးတယ်ကြည်စံယောသတ်အတွက်ကြောင့်အေဂုတုသားရဲ့အိမ်ကိုကောင်းကြီးပေးတယ်ဘာလို့ဒီလိုရေးတာလဲအေဂုတုသားလို့ဘာလို့ရေးတာဖယားကိုမသိဘူးဖယားကိုမကိုးကွယ်ဘူးအဲ့ဒီပေါတိဖာကြီးကအသက်ရှင်တဲ့ဖယားကို तू မသိဘူးကိုလည်းမကိုးကွယ်ဘူးဖယားကိုမသိမကိုးကွယ်တဲ့အိမ်ကြီးကဘာဖြစ်နေလဲကောင်းကြီးဖြစ်နေဒီနေ့မြန်မာနိုင်ငံကကျွန်တော်တို့အားဖြင့်ကောင်းကြီးဖြစ်ဖို့ဖယားပြင်ဆင်ထားတယ်အာမင်ကျွန်တော်တို့အားဖြင့်မြန်မာပြည်ကြီးကောင်းကြီးဖြစ်ဖို့ဖယားပြင်ဆင်ထားတယ်ယောသတ်ကဲ့သို့နှလုံးသားရှိဖို့အင်မတန်ရေးကြည့်တယ်ဒါကြောင့်မို့ဖယားသခင်အခြေအနေတွေမပြောင်းလဲသေးဘူးဆိုတာကသင်နဲ့ကျွန်တော်ရဲ့နှလုံးသားကိုပြင်ဆင်နေတဲ့ကာလဖြစ်လို့ပါကျွန်တော်နှလုံးသားတွေပြောင်းလဲရင်တော့မြန်မာပြည်ကြီးကိုဖယားသခင်ပြောင်းလဲပြီအကျဉ်းသေးပဲဒီနေ့အေဂုတုသားဖယားကိုမသိတဲ့အိမ်ရဘာခံရလဲကောင်းကြီးခံရတယ်ဘသူအတွက်ကြောင့်လို့ရေးလဲယောသတ်အတွက်ကြောင့်ပေါတိဖာရဲ့အိမ်ကောင်းကြီးခံစားလို့ရိုးလေးရေးလိုက်ပါလားမဟုတ်ဘူးအေဂုတုသားလို့ရေးရတဲ့အကြောင်းရင်းကဖယားကိုမသိဘဲနဲ့ဗလိုင်းကောင်းကြီးခံစားဘသူကြောင့်လဲယောသတ်ကြောင့်ဒီနေ့အသက်ရှင်တဲ့ဖယားကိုမသိတဲ့သူတွေတောင်မှကျွန်တော်တို့အားဖြင့်ဖယားရဲ့ညီသက်ချင်းဝမ်းမြောက်ခြင်းတွေကိုခံစားရဖို့ဖယားကပေါက်ထားလဲပြင်ဆင်ထားတယ်ဒါကြောင့်အာဗြဟံကိုကောင်းကြီးပေးတဲ့ခါမှာစကားလုံးလေးတစ်လုံးသတိထားမိလားမသိဘူးသင်အားဖြင့်လူမျိုးတကာဘာလုပ်ရမလဲကောင်းကြီးခံစားရမယ်ကျွန်တော်တို့အားဖြင့်လူမျိုးတကာကောင်းကြီးခံစားဖို့ဘုရားကပေါက်ထားလဲပြင်ဆင်ထားတယ်မြန်မာပြည်ကြီးကောင်းကြီးခံစားဖို့ဘုရားကပြင်ဆင်ထားတယ်ဒါကြောင့်မို့ယောသတ်ကတဲ့သခင်ရှေ့မှာမျက်နှာရတယ်ဘုရားရှေ့မှာမျက်နှာရသောကြောင့်လူရှေ့မှာလည်းမျက်နှာရတဲ့အခွင့်ကိုဘုရားကပြင်ဆင်ထားတယ်ခြေတော်ရောက်စီတိုင်းကရုဏာတရားနဲ့သစ္စာတရားဆိုတာဘာလဲဘာအဓိပ္ပာယ်လဲအဲ့ဒီကရုဏာတရားနဲ့သစ္စာတရားဆိုတာကတော့ဖယားရဲ့သဘောတဘာဝနှစ်မျိုးဖြစ်တယ်ဖယားရဲ့သဘောတဘာဝတွေကိုကျမ်းစာထဲမှာကြည့်မယ်ဆိုရင်အများကြီးပဲ
ဒါပေမဲ့ချုပ်လိုက်ရင်အဲ့ဒီနှစ်မျိုးသွားတွေ့ရတယ်ဖခင်ရဲ့သဘောသည်ကရုဏာတရားဆိုတဲ့ချစ်ချင်းမြတ်တာဖခင်ဖြစ်တယ်လူတွေကိုသိချစ်တယ်ဖခင်ဖြစ်တယ်လူတွေကိုသိကောင်းကြီးပေးခြင်းနဲ့ဖခင်ဖြစ်တယ်သိမဆားခြင်းနဲ့ဖခင်ဖြစ်တယ်ဒါပေမဲ့တစ်ဖက်မှာဖခင်ရဲ့သဘောကဘာရှိလဲဆိုတော့သစ္စာရှင်ဖြစ်တယ်ဖခင်ကမေတ္တာရှင်ကရုဏာရှင်ဖြစ်တယ်လို့တစ်ဖက်မှာလည်းဖခင်သည်ဘာဖြစ်လဲသစ္စာရှင်ဖြစ်တယ်သစ္စာဆိုတဲ့သဘောကမဖောက်ပြန်ဘူးမပြောင်းလဲဘူးအမြဲတမ်းဖြောင့်မတ်မှန်ကန်နေသောတရားကိုခေါ်ပါတယ်ဒါကြောင့်ဖခင်သခင်ကဘယ်တော့မှမဖောက်ပြန်ဘူးပြောရင်ပြောတဲ့အတိုင်းလုပ်တဲ့ဖခင်ဖြစ်တယ်ဖခင်သခင်ကဖြောင့်မတ်ခြင်းရဲ့အရှင်ဖြစ်တယ်ဒါကြောင့်ဖခင်ကမေတ္တာရှင်ဖြစ်သောကြောင့်လူကိုသိချစ်တယ်တို့ရတွင်လူကအပြစ်လုပ်မိသောကြောင့်အာရနဲ့အေဝဘယ်ထဲမှာကြာဆုံးသွားလဲအပြစ်ထဲမှာကြာဆုံးသွားတယ်အပြစ်သားဖြစ်သွားတဲ့အခါမှာအပြစ်နဲ့အလျောက်ဘာလုပ်ရမလဲစီရင်ဖို့ရန်အတွက်ဖခင်ကသစ္စာရှင်ဖြစ်တယ်ဒါကြောင့်ဖခင်သခင်အပြစ်သားကိုဘာလုပ်ရလဲစီရင်ရအပြစ်တရားရဲ့အခါသေခြင်းဒါကြောင့်လောကမှာလူကဒုက္ခဆင်းရဲခြင်းအိုခြင်းနာခြင်းယောဂဖျားနာမှုအခက်ခဲပြဿနာဘောင်းစုံခံစားပြီးတော့ဘာလုပ်ရမလဲသေရမယ်ခန္ဓာသေပြီးတစ်ဖက်မှာဘာသေရအောင်မလဲဝိညာဉ်ကလည်းအပင်ငယ်ကိုသွားရအောင်မယ်ဒါကြောင့်မို့လူကိုသိချစ်တဲ့ဖခင်ကလူကိုကယ်ခြင်းနဲ့မေတ္တာရှင်ဖြစ်တော်ဒါကြောင့်ကယ်ခြင်းတဲ့အခါမှာဘာလုပ်ရလဲအဲ့ဒီအပြစ်ကိုလည်းမစီရင်လို့မရအောင်အပြစ်ကိုလည်းဘာလုပ်ရမလဲစီရင်ရမယ်အဲ့ဒီစီရင်ခြင်းအားလုံးကိုဘုရားကောင်းကင်ကဆင်းလာပြီးတော့ယေရှုခရစ်တော်ဘုရားကလက်ဝါးကလိုက်မှာကျွန်တော်အပြစ်တော်ဘာလုပ်ပေးလဲအသေးခံပေးတယ်အဲ့ဒီစီရင်ခြင်းအားလုံးကိုဘယ်သူခံသွားလဲယေရှုခံသွားတယ်ဒါကြောင့်မို့ဓမ္မဟောင်းကာလမှာလူတယောက်ရဲ့အပြစ်ကိုလှုပ်ဖို့ရန်အတွက်သိုးကလေးတစ်ကောင်စိတ်ကလေးတစ်ကောင်ယူလာရတယ်ယေဘရဟိတ်ကအဲ့ဒီလူရဲ့အပြစ်ကိုလှုပ်ဖို့ရန်အတွက်မင်းဘာအပြစ်တွေလုပ်ခဲ့လဲမင်းဘလောက်အပြစ်တွေကျူးလွန်ခဲ့တယ်လို့အဲ့ဒီလူကိုစစ်လားသိုးကိုစစ်လားယေဘရဟိတ်ကလူကိုမစစ်ဘူးနော်သိုးပဲစစ်တယ်သိုးကဂျိုဂျိုးနေလားနှရွက်များပဲ့နေလားခွာများတခုခုဖြစ်နေလားသိုးမှာအပြစ်နာစာရှိလားဘာအောင်စစ်လဲသိုးကိုစစ်တယ်အဲ့ဒီသိုးရဲ့အပေါ်မှာအဲ့ဒီလူရဲ့လက်ကိုတင်လိုက်တဲ့ခါမှာအဲ့ဒီလူရဲ့အပြစ်တွေအားလုံးပဲထဲရောက်သွားလဲသိုးထဲရောက်သွားတယ်အဲ့ဒီသိုးကိုတပ်ပလိုက်ပြီးတော့အသွေးသွန်းလိုက်တဲ့ခါမှာရစ်ပူဇော်လိုက်တဲ့ခါမှာအဲ့ဒီလူပါလို့သွားလဲအပြစ်လွတ်သွားတယ်ဒီလိုပါပဲဖခင်သခင်ကကျွန်တော်တို့ရဲ့အပြစ်တွေကိုစစ်ကြောပြီးတော့အပင်ငယ်ပို့ရမှာအပြစ်တရားရဲ့ခါသေးခြင်းပဲဒါပေမဲ့ကျွန်တော်တို့အပြစ်တွေအားလုံးဘု து ဘောတင်လိုက်လဲယေရှုဘောတင်လိုက်တဲ့ခါမှာဖခင်သခင်ကကျွန်တော်တို့မစစ်တော့ဘု து ပဲစစ်လဲယေရှုကိုစစ်တယ်ယေရှုကိုစစ်တဲ့ခါမှာဘာအပြစ်နာစာမှာမရှိဘူးဘာအပြစ်နာစာမှာမရှိဘူးဤလောကကြီးအပြစ်ကိုဆောင်သွားတော့ဖခင်သခင်ရဲ့သိုးတငယ်ဖြစ်တယ်ဒါကြောင့်မို့တလောကလုံးရဲ့အပြစ်ကိုဆောင်သွားတယ်ယေရှုလက်ဝါးကလိုက်မှာသေခန္ဓာခရစ်ယာန်တွေအတွက်ပဲမဟုတ်ပါဘူးလူမျိုးတစ်ခုအတွက်ပဲမဟုတ်ဘာသာတစ်ခုအတွက်မဟုတ်လူတိုင်းအတွက်ဖြစ်တယ်ဘသူပဲယုံတဲ့သူသာရဒုက္ခချမ်းသာကိုဝင်စားရဖို့အခွင့်အရေးရှိနေတယ်ဒါကြောင့်မို့ယေရှုခရစ်တော်အားဖြင့်ကျွန်တော်ကဖခင်သခင်ရှိမှမျက်နှာသာရတဲ့အခွင့်ကိုဖခင်ကပြင်ဆင်ပေးတယ်အဲ့ဒီဂျေဇုတော်ကိုကျွန်တော်ခံစားရတယ်ဒါပေမဲ့ဖခင်သခင်ကအပြင်ပန်းကိုကြည့်တဲ့ဖခင်မဟုတ်ဘူးဆိုတော့သတိပြုပါသင်ရဲ့နှလုံးသားကိုစစ်ဆေးတဲ့ဖခင်အဲ့ဒီဖခင်ရဲ့မျက်နှာသာခံရဖို့အတွက်ယေရှုကလှုပ်ပေးပြီးသွားတော်ညာလေသင်နှလုံးသားကမပြောင်းလဲရင်အဲ့ဒီဖခင်ရဲ့မျက်နှာသာကိုသင်မခံရအောင်ဖခင်ရဲ့မဆာခြင်းတွေသင်မခံရအောင်ယေရှုကလှုပ်ပေးပြီးတော်ညာလေသင်ရဲ့နှလုံးသားဘာလို့ဖို့လို့လဲပြောင်းလဲဖို့လို့လေဒါကြောင့်မို့ချစ်တော်စီတိုင်းကောင်းကြီးမြင်္ဂလာနဲ့ကြိမ်ချင်းအားမြင်္ဂလာကိုချုပ်ထားတဲ့အရာအဓိကချက်ကနှလုံးသားပဲဘာမှရေးထားလဲဆိုရင်တော့ယေရမိနာဂတိကျမ်းအခန်းကြီး18မှာယေရမိနာဂတိကျမ်းအခန်းကြီး18အပိုင်းငယ်9မှ10မှာအပိုင်းငယ်9-10ယေရမိနာဂတိကျမ်းအခန်းကြီး18အပိုင်းငယ်9-10စိတ်နှလုံးသည်တဲ့ခတ်သိမ်းသောအရာထက်ဆင်းလဲတတ်၏အလွန်ယိုယွင်းသောသဘောရှိစိတ်နှလုံးသဘောကိုအဘယ်သူသိနိုင်သနည်းအပြင်မှာအရက်တောက်တာမတရားသောမိထုံကျူးလွန်တာဖဲရိုက်တာလောင်းကစားလုပ်တာမြင်ရတယ်ဒီလိုမကောင်းဒီလိုမကောင်းဒါပေမဲ့နှလုံးသားထဲကလုပ်တဲ့အရာဘယ်သူမြင်ရလဲဘယ်သူမှမမြင်အောင်ဖျားမြင်လားဘုရားသခင်မြင်တယ်ကျွန်တော်ကကိုကောင်းလာပြီလို့ထင်တာဒါပေမဲ့ကျွန်တော်နှလုံးသားထဲမှာမာနကြီးနေတာကိုအားကိုးပြီးတော့ကိုရဲ့တော်ချင်းတက်ချင်းကိုညံကိုပဲအမိပြုပြီးတော့အသက်ရှင်နေတာတွေဘုရားသခင်သိလားမသိဘူးလားသိတယ်ဒါကြောင့်မို့ဒီကာလမှာဘုရားသခင်သင်ရဲ့နှလုံးသားကျွန်တော်ရဲ့နှလုံးသားကိုဘာလုပ်နေလဲပြုပြင်နေတယ်သူ့ကိုလုံးလုံးအမိပြုအားကိုးဖို့သူ့ကိုပဲခိုလုံကိုးစားဖို့ဘုရားသခင်ဘာလုပ်နေလဲ
ပြုပြင်နေတာဖြစ်တယ်ဘာကြောင့်စိတ်နှလုံးသည်တဲ့ခတ်သိမ်းသောအရာထက်ဘာလို့လဲဆင်းလဲတယ်ကျွန်တော်တို့ကကြားဆင်းလဲတို့နော်ကြားငဆင်းလဲတို့မြေခွေးဆင်းလဲတို့လောက်တာနော်အဲ့ဒီကြားတွေတိရစ္ဆာန်တွေကပြောမယ်ငါတို့ဆင်းလဲတယ်ဆိုအဲ့ဒီလူကပို့ဆိုးတယ်နော်လူကဆင်းလဲကောက်ခြင်းပို့ဆိုးသွားဒါနှလုံးသားကတဲ့ခတ်သိမ်းသောအရာထက်ဘာလို့လဲဆင်းလဲတယ်အလွန်ယိုယွင်းသောသဘောရှိတယ်အဲ့ဒီစိတ်နှလုံးရဲ့သဘောဘယ်သူသိနိုင်လဲလူတွေမသိနိုင်ဘူးတဲ့ဒါပေမဲ့ဖခင်သခင်ဘာလို့လဲသိတယ်အပိုင်ငယ်30မှာငါထာဝရဘုရားသည်လူအသီးသီးတို့အားမိမိတို့အကျင့်အတိုင်းမိမိတို့ခံထိုက်သောအကျိုးအပြစ်ကိုပေးခြင်းကနှလုံးကြောက်ကပ်တို့ကိုစစ်ကြောတတ်၏ထာဝရဘုရားကပြောလဲဆိုရင်တော့လူအသီးသီးတို့ကိုတဲ့မိမိတို့အကျင့်တိုင်းအကျိုးအပြစ်ကိုခံဖို့ရန်အတွက်သူတို့ရဲ့အကျင့်ကိုစစ်တယ်လို့မရေးဘူးသူတို့လောက်တဲ့အတိုင်းသူတို့ကငါစစ်ဆေးမယ်ဒါပေမဲ့အဲ့ဒီလိုစစ်ဆေးတဲ့အခါမှာသူတို့ရဲ့အကျင့်ကိုစစ်တယ်လို့ကျမ်းစာမရေးဘူးဘာအောင်စစ်တယ်လို့ရေးလဲနှလုံးကြောက်ကပ်တို့ကိုစစ်ကြောတယ်နှလုံးကြောက်ကပ်လို့ပြောတဲ့အခါမှာဟိုမြင်နေရတဲ့နှလုံးတွေကြောက်ကပ်တွေကိုပြောချင်တာမဟုတ်ဘူးကျွန်တော်တို့ရဲ့စိတ်သဘောကိုပြောတာကျွန်တော်တို့ရဲ့စိတ်နေစိတ်ထားကျွန်တော်တို့ရဲ့နှလုံးသားကိုဘာလို့ချင်တာလဲပြောချင်တာအဲ့ဒီကျွန်တော်တို့ရဲ့စိတ်နေသဘောထားကိုဘုရားသခင်စစ်ကြောတာဘာလို့ဖို့လဲအကျိုးအပြစ်ကိုပေးဖို့အကျိုးရောအပြစ်ကိုနှစ်ခုစလုံးကဘယ်မှာသွားမူတည်နေလဲကောင်းကြီးမြင်္ဂလာရောဘုရားသခင်ရဲ့ဆုံးမခြင်းကဘယ်မှာသွားမူတည်နေလဲအဲ့ဒီနှလုံးသားမှာသွားမူတည်နေသင်နှလုံးသားကောင်းစားရင်ဘုရားသခင်ရဲ့ကောင်းကြီးမြင်္ဂလာညီသက်ဝမ်းမြောက်ခြင်းကျမ်းမာခြင်းဆုကျေးဇူးအားလုံးကိုခံစားရမှာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်နှလုံးသားသိရေးကြည့်တယ်ဒီကာလမှာဘုရားသခင်ကကျွန်တော်နှလုံးသားတွေကိုပြုပြင်နေတဲ့ကာလဖြစ်တယ်သင်ရဲ့နှလုံးသားကကောင်းသောမြေကဲ့သို့ဘုရားရှိမှတကယ်ကိုကောင်းမွန်တဲ့နှလုံးသားဖြစ်ပါစေနှလုံးသားတစ်ချက်ကောင်းရင်အရာရာမှာကောင်းစားခြင်းနဲ့ကျမ်းမာခြင်းရှိတယ်ဒါကြောင့်မို့သင်ရဲ့နှလုံးထဲမှာဂရုဏာတရားနဲ့သစ္စာတရားကိုမကွာစေနဲ့ဘာလို့လဲအဲ့ဒီဂရုဏာတရားနဲ့သစ္စာတရားဆိုတာဖခင်ရဲ့သဘောတော်ပါနှစ်မျိုးဖြစ်နေတယ်ဖခင်သခင်ကလူသားအားလုံးကိုချစ်တဲ့မေတ္တာရှင်ဖြစ်တယ်လို့တစ်ဖက်ကသစ္စာရှင်ဖြစ်တော့အပြစ်ရှိတဲ့လူသားကိုမစီရင်လို့မရအောင်ဒါပေမဲ့ချစ်တဲ့အတွက်ကြောင့်လူကိုမစီရင်တော့ပဲဘု து စီရင်လိုက်လေယေရှုကိုစီရင်လိုက်တယ်ဒါကြောင့်မို့ကျွန်တော်တို့အပြစ်တွေအားလုံးကဘု து ပေါ်ရောက်သွားပြီးတော့ယေရှုပေါ်ရောက်သွားပြီးတော့ဘု து စီရင်လိုက်လေယေရှုကိုစီရင်လိုက်တယ်ကျွန်တော်တို့ကစီရင်ခြင်းကနေဘာလို့သွားလဲလွတ်သွားတယ်ဘု து ကိုယုံရင်အဲ့ဒီကျွန်တော်အပြစ်တော့စီရင်ပေးတဲ့ယေရှုကိုယုံရင်ကျွန်တော်ကအပြစ်ကနေလွတ်ချင်းခွင့်ရသွားတယ်ဖခင်ရှိမှမျက်နှာသာရတဲ့အခွင့်ကိုယေရှုကပြင်ဆင်ပေးလိုက်မျက်နှာသာရတဲ့အခွင့်ကိုဖခင်ကလုပ်ပေးလိုက်တယ်ဒါပေမဲ့သင်ရဲ့နှလုံးသားမပြောင်းလဲသေးရင်အဲ့ဒီဖခင်ရဲ့မျက်နှာသာရဲ့အကျိုးကိုမခံစားရအောင်ဒါကြောင့်မို့ယေရှုခရစ်တော်အားဖြင့်နဲ့ဂျေဇုတော်နဲ့ဂျေဇုတော်ကြီးအကျိုးကိုခံရတယ်လို့ကျမ်းစာရေးတယ်ကျွန်တော်တို့ကဂျေဇုတော်ကိုအခမဲ့ခံရတယ်ဒါပေမဲ့အဲ့ဒီဂျေဇုတော်ရဲ့အကျိုးဖခင်ရဲ့အတူရှိခြင်းဖခင်ရဲ့မျက်နှာသားဆိုတာကသင်ရဲ့နှလုံးသားကောင်းစားမှရတာဖြစ်တယ်ဒါကြောင့်မို့အဲ့ဒီနှလုံးသားကောင်းစားဖို့ဘာလုပ်ရမလဲသင်မလုပ်နိုင်ပါဘူးသင်နှလုံးသားကောင်းစားဖို့ဘယ်သူလုပ်ပေးလဲတန်ရှင်းသောဝိညာဉ်တော်ဖခင်လုပ်ပေးတယ်နေ့တိုင်းမှာကျွန်တော်ရဲ့အတွင်းနှလုံးသားထဲမှာဘာလုပ်ပေးနေလဲပြုပြင်ပေးနေတယ်ဒါကြောင့်သင်နှလုံးသားကောင်းစားရင်အရာရာကောင်းစားခြင်းနဲ့ကျမ်းမာခြင်းရှိတယ်ရှင်လုကာခရစ်ဝင်ခန်းကြီး73မှာအပိုင်ငယ်6ကနေ9ကိုကြည့်တဲ့အခါမှာစပြည့်ဥယျင်တစ်ခုမှာပေါ့နော်သင်္ဘောသဖန်းမင်တစ်ပင်ရှိတယ်တဲ့အဲ့ဒီသင်္ဘောသဖန်းမင်ကိုတဲ့ဥယျင်ပိုင်ရှင်ကလာကြည့်တာတစ်ခါလာကြည့်လဲအသီးမတွေ့ဘူးတစ်ခါလာကြည့်လဲအသီးမတွေ့ဘူးဘယ်နှစ်လာကြည့်လဲဆိုတော့3နှစ်တဲ့3နှစ်တောင်ရှိပြီအသီးမတွေ့ဘူးဆိုတော့ဥယျင်ဆောင်ဘာပြောလဲဆိုတော့ခုတ်ပလိုက်တော့တဲ့ဒါမြေကြီးကိုတတ်နှောက်ရှက်တာပဲတဲ့အသီးမသီးမှတော့ဘာလုပ်မှလဲဒါကြောင့်ချစ်တော်စီတိုင်းဖခင်ရဲ့သဘောတော်ဝါနှစ်မျိုးဖြစ်တဲ့ချစ်ချင်းမေတ္တာနဲ့သင်လောကကြီးမှာအသက်ရှင်ဖို့လိုတယ်ဖခင်ကိုချစ်ရမယ်လူကိုချစ်ရမယ်အဲ့ဒီမေတ္တာရှိတဲ့သူဟာသစ္စာပါရှိလားသစ္စာဆိုတာမှန်ကန်ခြင်းမေတ္တာဆိုတဲ့အရာမှန်ကန်မှုအတွက်သစ္စာတရားအရေးကြီးတယ်ဘာဖြစ်လို့လဲရန်သူတော်ချစ်ရမယ်ဆိုရင်ဒါဆိုရင်ပေါက်ကရလုပ်တဲ့လူတွေကိုလည်းကျွန်တော်ချစ်ရမှာလားဒါမေးစရာမေးခွန်းဖြစ်သွားတယ်နော်ဒါကြောင့်မေတ္တာရဲ့သဘောကိုကောရိန္သု1ကောခန်းကြီး73မှာရေးတဲ့အခါမှာစကားလုံးတစ်လုံးရေးထားတယ်မေတ္တာတဲ့မတရားသောအမှု၌မဝမ်းမြောက်တဲ့မေတ္တာကတရားသောတမန်တရားမှာပဲဘာလုပ်တယ်လဲဝမ်းမြောက်တဲ့ဒါတော့မေတ္တာမှာသစ္စာပေါင်းဖို့လို့လဲမေတ္တာမှန်ကန်ဖို့လို့လဲခလေးတယောက်ကိုချစ်တာမှန်တယ်ဒါပေမဲ့ကိုယ်ခလေးမှကိုချစ်ပြီးသူများခလေးမချစ်ဘူးဆိုရင်စစ်မှန်တဲ့မေတ္တာမဟုတ်ဘူးစစ်မှန်တဲ့မေတ္တာကိုယ်ခလေးလည်းချစ်တယ်သူများခလေးလည်းချစ်တတ်တယ်ကိုယ်ခလေးကိုချစ်တဲ့အခါမှာလဲသူတောင်းသမျှမပေးဘူးနော်တောင်းသမျှမပေးဘူးခလေးတယောက်ကဓာတ်တလေးလောက်ပေးပါနော်ရေနံစီနဲ့မီးချစ်ပေးပါလို့ပူဆိုင်ပေးမဲ့အဖေမရှိလား
မရှိဘူးလေဟာဒါသူ့တော့ဘာလုပ်မလဲအန်ရရှိတယ်မပေးဘူးမေတ္တာဆိုတော့အလားတောင်းတိုင်းပေးတာကမေတ္တာမဟုတ်ဘူးဒါကြောင့်ကျွန်တော်ဆူတောင်းတိုင်းဘုရားသခင်ကမပေးပါဘူးအဲ့ဒါချစ်လို့ကျွန်တော်တောင်းတိုင်းသာပေးလို့ကတော့အကုန်ကောင်းမောက်ကောင်းမတွေဖြစ်ကုန်ပြီနော်ဘာဖြစ်လို့လဲကျွန်တော်တစ်ခါလေကျွန်တော်တောင်းတဲ့ဆုတွေကမုတ်ကိုတောင်းတာမဟုတ်ကြောက်ခဲသွားတောင်းတာဖြစ်နေတယ်တခါတည်းကျွန်တော်တောင်းတဲ့ဆုတွေကငားမဟုတ်မွေကိုသွားတောင်းတာဖြစ်နေတတ်တယ်ဒါကြောင့်ဘုရားသခင်ကသိတယ်ဘုရားသခင်သိတယ်ဘုရားသခင်သိချစ်လို့ဖြစ်တယ်ဒါကြောင့်မို့ချစ်ချင်းမေတ္တာမှာမှန်ကန်မှုဆိုတဲ့သစ္စာတရားပါဖို့အရေးကြီးတယ်ကျွန်တော်ရဲ့ဘဝအသက်တာထဲမှာအရေးကြီးပါတယ်မေတ္တာကမတရားသောအမှုမှာဝမ်းမြောက်ခြင်းမရှိတတ်ဘူးဒါကြောင့်မေတ္တာဖခင်ပေါ်မှာချစ်ချင်းမေတ္တာရှိလိုက်သင်ရဲ့အသက်တာထဲမှာမှန်ကန်စွာအသက်ရှင်တတ်လာတယ်မေတ္တာမရှိရင်မှန်ကန်စွာအသက်မရှင်တတ်တော့ဘူးဒါကြောင့်မို့ဥမာလေးတစ်ခုပေးပါတယ်သခင်ရှုကသခင်တယောက်ကတဲ့သူ့ရဲ့ငယ်သား3ယောက်ကိုတယောက်ကိုအခွက်50တယောက်ကိုအခွက်20တယောက်ကိုအခွက်30ပေးတယ်တဲ့အဲ့ဒီဥမာလေးကိုကျွန်တော်ဒီရွှေလောင်းမှာရောက်တော့အသင်းအုပ်ဆရာနဲ့ဆွေးနွေးတော့အဲ့အသင်းအုပ်ဆရာပြောတယ်ဆရာတဲ့အခွက်50ရတဲ့သူကအခွက်50ပြန်အပ်တယ်နောက်ထပ်အခွက်50ပေါ့နော်ဘောင်း100ပေါ့အခွက်20ရတဲ့သူကအလုံးလုံးတော့အခွက်20အမြတ်ရတယ်စုစုပေါင်း40ပထမ20နဲ့နောက်20နဲ့အမြတ်ရ20နဲ့ပြန်အပ်တယ်ထားပါတော့သူတို့တစ္ဆာရှိတယ်လို့ဘုရားကပြောတယ်ဒါပေမဲ့ဟိုတယောက်အခွက်30ရတဲ့သူမပြောက်ဘူးလေဆရာတဲ့အခွက်30ဘာလို့လဲသူပြန်အပ်တာပဲတဲ့ဒါတစ္ဆာရှိတာမဟုတ်ဘူးလားပျောက်သွားရင်တော့တစ်မျိုးပေါ့တဲ့တစ္ဆာရှိတယ်ဆိုတဲ့ဟာမျိုးကဘယ်လိုမျိုးလဲတဲ့ဘုရားပြောခြင်းနဲ့တစ္ဆာရှိခြင်းကတာဓုတစ္ဆာရှိသောငယ်သားကောင်းဆိုတာဘာမျိုးကိုပြောချင်တာလဲဒါတစ္ဆာမရှိတာမဟုတ်ဘူးလားမှန်တယ်လို့လူအနေနဲ့ကြည့်တော့အခွက်30ပေးတယ်အခွက်30မပြောက်ဘူးဘာလို့လဲတစ္ဆာရှိတယ်လို့ထင်ရပါတယ်ဒါပေမဲ့ဘုရားသခင်ရှေ့မှာတစ္ဆာရှိခြင်းဆိုတာ fruitful လို့အသီးသီးခြင်းလို့အဲ့ဒါမှတစ္ဆာရှိတာလူအနေနဲ့ကြည့်မပြောက်ဘူးပြန်ပေးတယ်တစ္ဆာရှိတယ်လို့ထင်ရပေမဲ့သူ့နှလုံးသားမှားနေတယ်လို့ကျမ်းစာမတရားပြန်ကြည့်တော့သူသခင်ပြန်လာတဲ့ခါမှာသူဘာစကားပြောလဲသခင်ကအရန်ဆိုးသွမ်းတဲ့သူကိုမဆိုင်မပြိုးတဲ့ရက်မှာပြန်ရိတ်ချင်တာကိုမဖြတ်မကျဲတဲ့ရက်မှာပြန်ပြီးတော့ဘာလုပ်ချင်တာလဲစုသိမ်းချင်တာကိုလည်းဘာမှမလုပ်ဘဲနဲ့ဗလာကြီးအကျိုးခံစားစေချင်တာဒါကြောင့်မို့သခင်ကိုကျွန်တော်ကြောက်လို့တဲ့ဘာလို့လဲမြေကြီးထဲမှာသွားဝှက်ထားတယ်သူသခင်ကို तू ချစ်တာလားသူသခင်ပေါ်မှာ तू နားလည်မှုလွဲတာလားနားလည်မှုလွဲတာသူသခင်ကို तू သွားကြောက်ပြီးတော့ဟာသူသခင်ကသွားအထိမခံဘူးတဲ့တခုမှငါ့ကိုအပြစ်ပေးမှာဟာဖျားသခင်ပေါ်မှာနှလုံးသားမှားတဲ့ခါမှာလောက်ရက်ပါဘာလို့သွားလဲမှားသွားတယ်သူအခွက်30ပြန်ပေးတယ်နော်ဒါပေမဲ့သခင်ကဘာပြောလဲစိုးညစ်ပြင်းဤတော့ငယ်သားသူ့ကိုတစ္ဆာရှိတယ်လို့မပြောဘူးဒါကြောင့်တစ္ဆာရှိခြင်းဆိုတာဘာလို့ချင်းလဲဒါအသီးသီးခြင်းဖြစ်တယ်ဒါကြောင့်သင်ရတတ်တာထဲမှာဝိညာဉ်အသီးတွေသီးမှသင်ရတစ္ဆာရှိသောငယ်သားကောင်းဖြစ်တယ်ဒါကြောင့်အဲ့ဒီအသီးသီးဖို့အတွက်ဘာအခြေခံကြလဲဒီဥမာလေးခုနဥမာကိုပြန်သွားတဲ့ခါမှာတင်မောသဘာမယ်တမင်ရှိတယ်တဲ့ဥယျင်အလဲမှာဥယျင်ထဲမှာအဲ့ဒီဥယျင်ကိုလာတဲ့ခါမှာအသီးမတွေ့ဘူးတဲ့ဘယ်နှစ်နှစ်ရှိပြီဆိုတော့3နှစ်ရှိပြီဥယျင်ပိုင်ရှင်ကဘာလုပ်လိုက်တော့လဲခုတ်ပလိုက်တော့တဲ့ဒါမြေကြီးကိုနှောက်ယှက်တာဒါပေမဲ့ဥယျင်ဆောင်ကတောင်းပန်တယ်မလုပ်ပါနဲ့အောင်ဒီတစ်နှစ်တော့ဘာလုပ်ပါစေအောင်ရှိပါစေအောင်ဥယျင်ပိုင်ရှင်ကတော့ခမည်းတော်ဘုရားဖြစ်ပါတယ်အဲ့ဒီတင်မောသဘာမယ်အသင်းနဲ့ကျွန်ုပ်ပဲတစ်နှစ်လာလဲအသီးမသိဘူးတစ်နှစ်လာလဲအသီးမသိဘူးဘာသီးလဲချစ်ချင်းဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းစိတ်ရှိခြင်းကျေးဇူးပြုခြင်းကောင်းမြတ်ခြင်းသစ္စာဆောင်ခြင်းနူးညံ့သိမ်မွေ့ခြင်းကာမဂုဏ်ချုပ်တီးခြင်းဆိုတော့ဝိညာဉ်သီးတွေတခုမှမရှိဘူးမရှိတဲ့ခါမှာဘာလုပ်လိုက်တော့ခုတ်ပလိုက်တော့အလကားပဲဘသူကသီးခံခိုင်းသခင်ရှုခွတ်တော်ဘုရားဂျားတဲ့ကနေဒါကြောင့်လူနဲ့ဖျားနဲ့ဆက်ကြားမှာအာမခံယေရှုပဲယေရှုကခဏလေးဆောင်းပါအောင်တစ်နှစ်သီးခံပါအောင်တဲ့ကျွန်တော်ဘာလုပ်အောင်မလဲပြုတ်ပြင်မယ်တဲ့ဘယ်ကိုပြုတ်ပြင်မလဲကျွန်ုပ်သည်အပင်သားပတ်လည်ကိုတူးဆွ၍နောက်ချေးကိုဖို့ပါမည်အသီးသီးကောင်းပြီးပါလိမ့်မည်သို့မဟုတ်နောက်မှခုတ်ပြစ်တော်မူပါဟုရှောက်လေအဲ့ဒီသင်္ဘောသပန်းမင်းအသီးမသိရတဲ့အကြောင်းရင်းကအပင်မတန်လို့လားအကိုင်းခတ်တွေကမဝေစာလို့လားမဟုတ်ပါဘူးအဲ့ဒီသင်္ဘောသပန်းမင်းအသီးမသိရတဲ့အကြောင်းရင်းကအပင်မတန်လို့လည်းမဟုတ်ဘူးအရွက်ညှိုးလို့လည်းမဟုတ်ဘူးသင်္ဘောသပန်းမင်းအသီးမသိရတဲ့ပြဿနာကဘယ်မှာရှိနေတာလဲအကိုင်းခတ်မှာရှိတာလားအပင်ထိပ်ဖျားမှာရှိတာလားအမြင့်မှာရှိတာလားပင်နားမှာရှိနေတာလားသင်္ဘောသပန်းမင်းအသီးမသိရတဲ့အကြောင်းရင်းကမြေကြီးမှာရှိနေတာဘယ်မှာရှိနေတာလဲဒါကြောင့်မို့သူဘာပြောလဲအပင်နားပတ်လည်ကိုတူးဆွ၍အဲ့ဒီမြေကြီးကိုသူဘာလုပ်မလဲနောက်ချေးကိုဘာလုပ်မလဲမြေဩဇာသူဖို့မယ်တဲ့အသီးသီးကောင်းသီးပါလိမ့်မယ်ဒါဆိုရင်မြေကြီးကိုပြင်နေတယ်ဆိုတဲ့သဘောပဲမြေကြီးဆိုတာဘာလဲကျွန်တော်တို့ရဲ့နှလုံးသားပဲကျွန်တော်တို့ရဲ့နှလုံးသားကိုယေရှုခရစ်တော်ဘုရားကသန့်ရှင်းသောဝိညာဉ်တော်အဖြစ်ဘာလုပ်နေလဲတူးဆွနေတယ်
Eddie, I might right there. Eddie, my Johnny, the choke, Balole, pay shani. They are a pin camera, a pin macaola. A pin can no, then alone that comes out wine no. Penny away yo, Yota Gedo, Yayama comes out in eh? Jama Shima Pete. Penny away yo. Nyana da yare, Yota Gano, Bodipa Ema, Nyana da yara, them hold you. Bodipa, Mudumia do need and 2 song or do a 12 year old, Tanijaro. Bodipa Mima do, Balole, Chow Chavi, Towneo, Polite. Towneo de Kama, Hakwa, not allowed to throw Boma, this are she's a look here. Now the Lauti Loa last of your Manu Mau. Towneo de Kamale, Pitalo Manu, a council set that shin, Townemale. Townemale, Townari Alonema, Gonlo, the Duba Canale, Town old, Jesus. Towneo Neo Yolale. Palado one, Sado. Eddie Neo a man go to Piambide, Palado Waro, other Canare, sorry, Sado Waro, other Canare, Palado Waro, Nago Yadugo, Pianya. To Biore, come out, Nago Yaruya, Genoma, Mivanavia. General opinion, General Piangene, General Hibi. Lunge liba, General time him hold in my young John Piangene. Who are made all? That mean Lua may me a Piazza Broma Theo, Mamma. Lua made at Pia Broma, Mamma. Now Jotaka say to Majao, Palaro, we were Piazza King or Sayo Gide, Piazza King or Samuel Lene, Tunalona Macado, Gone and Alonane, a Gonzo town name said that Shene. The needle, Parobi, Amen Madecama, Baduma, Amen, Mabianai. Ado Madria, ha. Town name nga Amen go pian bigere, he be lungeli shibala, Palaro, he don't mean shout it. He be lungeli shide, Amen pian. Ah, doesn't call it one. Nano Yola. Gino Town Sure and names on Siani, Paro Nano Balulale, a means on Chini to Balulale, Yola. Yoda that Town Mojagan, Eddie Emian on Chini Yama, Maho, the Cardiama, Genoa to a Kakero, Piagan, Piaumian, a tomb you like. Genoa to a Kakeres Rechini. Didn't teaching a lot Lunga to a young Kakeres Rechiniva. Dama Eddie Kakajani, Genoa, a council chini, Piagan Balobinale, Pione Bina, then alone on Macazin. Then alone on Magamadi. Karuna Dian and this are the answer. Payaya the board about one cool, Nalonarema, a mere two tower. Loaded the Yarama, Chichimidan and Loba. Barbelo, Jana Pine and Chita Saint Papa, a Lumuitan and Chita Saint Teba. Payayon Dane and Chita Saint Teba. Tumia Ema, a Lolo Win and Chita Saint Loba. Tumiazima win and low in a Chita Saint, when a logo Loba. This are she at the one at Loba. Chichimida, the true Chichimidaga, the summer bow. Why you in a Yariboma, Losom with the day. Dajamu Chichimida Bala, the Sale, Mangan Piamachine, Atashima. Any low Atashina will Payanga thing of Piasin Bidowi. Yeshu could open the Ludipidowi. Any low Atashim would attention no winning or thing of Balomale. Nia Senama Kuni Mazama Pit. Jotaka Ida Indation. The name of Parome, a mamma of Duma to Nano Cotodo. A man now be a Bialide. Conane, a Sabojo was in a Conane, a Sakoma Jane. Paromea, La Guarda may being a la loaded. Me alo look that away. Ha Jesus. Adam Yanada look for a Wine down away. Get me queme. Yota go being a people do Vodule, but do want to go to one hole. Damn but do want the bomb to you not the bomb to Paromea. Ha Jesus. Parogo right. Any Paromea and Shima Yotaka Yanada Yare. Jesus. Taunano. Alo White Dama, Shimini, Chijelo, that's an old Lumiomo. Egudu Lumiomo, do about Lumule. He will Lumio do Namate. Namane, Egudu Yolara, Baloni Tana Yolara. John, John's Batam Uma, John, the other time you also was I'm a piano. John, I'm alone. Tama way. John Talao, Yazueta. Where my Jagerale, Town of my you, Tomo, Daga, the Chigeri Nepiana Talo Jare, Town. But do Nepiana Dale. A paroye, a map today, Portipane, Piana Talo Bereale. Town Elda, ha. Yazueta, the Ocho Mazua, Paloma, a piano. Baduma the Voduma mo. Dame Baduma Tubama, she will Payadakia, Paromeo Tubama, she will be sent highlighted. Canali Dodema Yodaga being a pedal. Ah, and Ozia. That Payae Menada look for a Loon in a Baluma, Mapina. That Payadakin Shima, Mapina, Barguma, Mashiva. I am Chilan Sidai. General Nalona, Piasin Molo, Digalama, General Nalona, Payadakia. Up in Papa Lego, 2 swanny to get to General Nalona, Balone, a chain, 2 swanny that chain fit. I am Yeshu could up your tension of the Payadakin Shima, Menada Yabo, Payadakin Shiu, Ye was or 2 when Yado Aquingo. Yeshu got Piasin baby dog.
ဒါပေမဲ့ဘုရားသခင်ကမျက်နှာလိုက်တဲ့ဘုရားမဟုတ်ဘာလို့လိုက်လဲနှလုံးတော်လိုက်တယ်သင်နှလုံးသားမမှန်ကန်ရင်တင့်နှလုံးသားကဘုရားရှိမှမာနကြီးနေရင်ဘလို့မှဝิญဉ်အသီးတွေမသီးလာနိုင်ဘူးသင်နှလုံးသားဘုရားရှိမှမမှန်ကန်ရင်ဘုရားသခင်ဘာမှအလုပ်လုပ်လို့မရအောင်ဒီနေ့ကျွန်တော်အသက်တာထဲမှာအဲ့ဒီနှလုံးသားအကြောင်းကောင်းကောင်းသဘောပေါက်သွားကိုဗစ်စဖြစ်တဲ့အချိန်မှာမြန်မာနိုင်ငံမှာကိုဗစ်စဖြစ်တဲ့အချိန်မှာကျွန်တော်စဉ်းစားတယ်ဟာလူတွေအားလုံးဒုက္ခရောက်တော့မယ်ဘုရားသခင်ကျွန်တော်ဘာကူညီရမလဲကျွန်တော်မြန်မာလူမျိုးတွေကိုချစ်တယ်မြန်မာနိုင်ငံကြီးကိုကျွန်တော်ဘာကူညီပေးနိုင်မလဲအမှလည်းဘုရားသခင်ကျွန်တော်စကားပြောပါတယ်မျက်နေတဲ့မင်းဝิญဉ်ရအတွက်လှုပ်ဆောင်ပါအခက်ခဲတွေကြုံစေတယ်ဆိုတာကဘုရားသခင်ကဘာကိုတိဆောက်နေရလဲကျွန်တော်ရဲ့ဝิญဉ်ရကိုတိဆောက်နေတာအွန်လိုင်းကနေတရားဟောချက်လုပ်မယ်ဆိုပြီးတော့အဲ့မှာ9မိနစ်စာဒေသနာဖြစ်လာဒါကိုဗစ်ကာလမှာကိုဗစ်နဲ့အတူ9မိနစ်စာဒေသနာပေါ်ပေါက်လာတကယ်တော့ကျွန်တော်ဘာမှမဟုတ်အလောင်းဒီလည်းကျွန်တော်မှအစွမ်းစားတွေမရှိပါဘူးအဲ့ဒီ online တွေအတတ်ပညာတွေနီးပညာတွေလည်းမသုံးတော့ Facebook တို့ YouTube တို့လည်းကျွန်တော်မလုပ်တော့အဲ့တော့ Facebook ပဲဖွင့်တာ YouTube တော့မဖွင့်တော့သူများကိုကူညီတောင်းရတယ်ဘယ်လိုဖွင့်ရတာလဲလောက်သားမအောင်အဲ့ဒီသူများတွေကဟာဆရာတဲ့တရားဟောချက်အတန်ရှင်းတယ်ဘယ်လိုလုပ်လဲဘယ်လိုမှမလုပ်မိုက်တွေပါသုံးလားမသုံးပါဘူးစတူဒီယိုခန်းရှိတာမရှိပါဘူးဘူးတွေဆင်ထားပြီးအဲ့ဒီဘူးတွေမှာဖုန်းလေးတင်ပြီးတော့ဖုန်းရဲ့စပီကာနားမှာကျွန်တော်အတန်ကပ်ပြီးတော့တရားဟောတယ်အဲ့ဒါလူပေါင်းများစွာခွန်အားရစေတယ်ဘာလို့ဘုရားသခင်ကသူ့နှုတ်ကပတ်တော်သူချီးမြှောက်တာကျွန်တော်ဘာမှမဟုတ်ကပ်ပါသွားတာနှုတ်ကပတ်တော်နဲ့နော်တကယ်တော့မျက်နေရဘာမှမဟုတ်နှုတ်ကပတ်တော်နဲ့ကပ်ပါသွားဘုရားသူ့နှုတ်ကပတ်တော်သူချီးမြှောက်တယ်ဘာလို့လူတွေဒီနှုတ်ကပတ်တော်ပဲကျွန်တော်အသက်တာဘာလို့စေတာလဲပြောင်းလဲစေတာကျွန်တော်အိမ်ငှားပြီးတော့ကျွန်တော်အိမ်စောင့်နေတဲ့အချိန်မှာအိမ်ငှားပြီးတော့ကျွန်တော်အတန်သွင်းတယ်အတန်သွင်းတဲ့အချိန်မှာတစ်ဖက်ကမိသားစုကဖျားစာရွတ်တော့ကျွန်တော်အတန်သွင်းလို့မရအောင်9 နာရီဆိုသူကဖျားစာရွတ်ပြီကဲသူရွတ်သူပြီးကျွန်တော်လဲပဲနော်သူပြီးပြီလားဆိုကျွန်တော်ကအတန်သွင်းပြီနော်ဟာလားကျွန်တော်အတန်သွင်းသူကငြိမ်နေပြီတဲ့သဘောကောင်းတယ်အဲ့မိသားစုကအဲ့လိုနဲ့ကျွန်တော်ဒီဘက်မှာအဆောက်အဦဆောက်ပြီးတော့ကျွန်တော်ဒီဘက်မှာပြန်လာနေတော့တစ်ပတ်လောက်ကြာတော့သူ့သားလေးကရောက်လာဆရာတဲ့ဆရာမျက်နှာရှိတယ်လို့ညီလေးလားလို့ဆရာတဲ့ကျွန်တော်တဲ့ခရစ်ယာန်ဘာသာလေးဝင်ကျင်လို့ဟာကျွန်တော်လန့်သွားတယ်ခရစ်ယာန်ဘာသာလေးဝင်ရအောင်ကျွန်တော်သိတယ်လေကျွန်တော်ဘေးနားမှာကက်ရက်နေတယ်သူ့အမေညာတိုင်းဘုရားစာရွတ်တော့သူတို့လည်းမှဘုရားစာရွတ်တယ်ကျွန်တော်ကြားတာပေါ့ဟာမင်းခရစ်ယာန်ဘာသာလေးဝင်ရအောင်လို့ယေရှုကြောင့်ကြားဘူးလို့လားဟာဆရာကျွန်တော်ကြားဘူးတယ်တဲ့ဘယ်မှာကြားလဲဆရာနေ့တိုင်းတရားဟောတာတဲ့ကျွန်တော်ဟိုဘက်ခိုးနာထောင်နေတာဟာကျွန်တော်ကဒီဘက်ကအတန်သွင်းတာအဲ့ဘက်ကမိသားစုကပြောင်းလဲသွားတယ်သူတယောက်သူလာပြီးတော့နောက်တစ်ပတ်ကျသူ့အမေရောက်လာတယ်ကျွန်မလည်းတဲ့ဆရာတဲ့ခရစ်ယာန်ဘာသာလေးဝင်မယ်ဟာကျွန်တော်တာမဟုတ်နေပါအောင်လို့ခရစ်ယာန်ဘာသာလေးဝင်တာတော့လွယ်ပါလေဘာသာတရားလူကိုကယ်တာမဟုတ်ဘူးလို့ကယ်တာယေရှုကကယ်တာလို့ယေရှုကိုလည်းယုံရဲ့လားလို့ဟာယေရှုယုံတယ်တဲ့ယေရှုကဘာသာမခွဲဘူးလူမျိုးမခွဲဘူးအဆင့်တန်းမခွဲဘူးဆရာပြောတာကြားနေတာလေဟိုဘက်ထဲမှာကြာပြီတဲ့အတဲဟုတ်ပါလားဗောနော်အမို့ယေရှုယုံရင်တော့လို့ယဉ်နေချင်းမြင်ကလားဆိုတာခံရတယ်လို့အဲ့ဒါယေရှုကိုယုံကြောင်းသက်သေပြတာဘာသာဝင်တာမဟုတ်ဘူးနော်လို့ဘာသာတစ်ခုတည်းကိုပြောင်းတာမဟုတ်ဘူးလို့ယေရှုကိုယုံကြောင်းဘာလို့တာလဲသက်သေပြဘာလို့သခင်ယေရှုကပြောတယ်မင်းမြေကြီးပေါ်မှာငါ့ကိုဝင်ခံရင်ကောင်းကင်ကမင်းကငါဘာလုပ်မလဲပြန်ဝင်ခံမယ်အဲ့ကြောင့်မင်းဝင်ခံဖို့လိုတယ်ဟာရတယ်ဆရာတဲ့ကျမတို့ဝင်ခံမယ်တဲ့အဲ့ဒါဆင်ပိုင်ကုန်းအသင်းတော်မှာအိတ်သားမင်းနှစ်ယောက်လုံးနှိမ့်ရှင်းခံဘုရားသခင်ကျွန်တော်ဘာစကားပြောသလားညနေမင်းသူတို့သွားတရားဟောတာမဟုတ်တော့တဲ့မင်းမအတန်သွင်းတာဟိုဘက်ကမိသားစုဘာလို့သွားလဲပြောင်းလဲသွားတယ်အေးတဲ့မင်းကြောင့်ပြောင်းလဲတာမဟုတ်ငါကြောင့်ဘာလို့တာလဲပြောင်းလဲတာငါနှုတ်ကပတ်တော်တွေကသူတို့ဘာလို့စေတာလဲပြောင်းလဲကျွန်တော်သဘောပေါက်သွားတယ်ဘုရားသခင်ကမင်းဘာမှမာနမကြီးနဲ့မင်းကြောင့်ဘာမှမဟုတ်ဘူးကျွန်တော်ဘာမှမဟုတ်ဒီဘက်ကနေအတန်သွင်းတာဟိုဘက်ကမိသားစုကဘာလို့သွားလဲယေရှုကိုရသွားတယ်အဲ့ဒါဘုရားလှုပ်တာမှမဟုတ်ရင်ဘယ်သူလှုပ်တာလဲပေါ်လွင်နေတာပေါ့ဒါကြောင့်မို့သင်ဟာဆရာတွေနောက်လိုက်ဖို့မဟုတ်ယေရှုနောက်လိုက်ဖို့ဖြစ်တယ်တချို့ကဆရာနောက်ကိုလိုက်တယ်လေဟိုဆရာဒီဆရာဟိုဆရာဒီဆရာမငါဆရာဟိုဆရာမငါဆရာ no ဆရာတွေဆိုတာကျွန်တော်ကဂျားကန်နေပဲကျွန်တော်ကဘယ်သူနောက်ပဲလိုက်ရမလဲယေရှုနောက်လိုက်ရဒါမို့အဲ့ဒီမျိုးသမီးပြောင်းလဲမိသားစုပြောင်းလဲတော့ဘုရားသခင်ကျွန်တော်စကားပြောမျက်နေတဲ့လူတွေပြောင်းလဲတာမင်းကြောင့်လုံးဝမဟုတ်တော့တဲ့ငါကြောင့်ပဲမင်းကတစားပလာဖြစ်အသုံးခံတာဖြစ်ကျွန်တော်ကောင်းကောင်းသဘောပေါက်ပါတယ်ဒါကြောင့်ကျွန်တော်စီတိုင်းဘုရားသခင်ကလေကိုဗစ်ကာလမှာကျွန်တော်ဘုရားသခင်ဖွင့်ပြလူတွေရဲ့နှလုံးသားကိုဘုရားသခင်ပြောင်းလဲပေးနေတာအဲ့ဒီမာနကြီးတဲ့နှလုံးသားလူမျိုးဆွဲတဲ့နှလုံးသားဘာသာဆွဲတဲ့နှလုံးသားဂိုင်းကနာဆွဲတဲ့နှလုံးသားတွေအဲ့ဒါတွေအားလုံးဘုရားဖြိုဖျက်ပလိုက်တယ်ဘယ်အသင်းတော်မှဘုရားရှိခိုးလို့မရတော့ကိုဗစ်မှာပြီးသွားအဲ့ဒါနော်ဒါပေမဲ့ဘုရားသခင်ကကိုးကွယ်ခြင်းတော့မရက်တန်အောင်နော်နံဝိညာဉ်နဲ့၎င်းသစ္စာနဲ့၎င်းကိုးကွယ်တတ်ဖို့ဒါကြောင့်သင်ဘုရားနဲ့အတူနေ့စဉ်သွားလာတတ်ဖို့ဘုရားကသင်ပေးပါတယ်ကျွန်တော်ထင်တယ်တိတ်မလုံလောက်ထင်တယ်ဘုရားသခင်သင်ကြားခြင်းကလေကျွန်တော်မြန်မာလူမျိုးတွေနော်ထပ်ပြီးတော့မလုပ်လေဒုက္ခခက်ခဲကိုထပ်တွေးစေတယ်နော်ဒီဘက်မှာနိုင်ငံရေးလူမျိုးရေးစီးပွားရေးနဲ့နော်ဘုရားသခင်ထပ်တွေးစေဘာအောင်ပြောင်းလဲပေးနေလဲကျွန်တော်ရဲ့နှလုံးသားကိုပြောင်းလဲပေးနေကျင်းသေးပါတယ်ကျွန်တော်နှလုံးသားပြောင်းလဲသွားရင်တော့မြန်မာပြည်ကြီးပြောင်းလဲပြီကျွန်တော်နှလုံးသားမပြောင်းလဲသေးရတော့မြန်မာပြည်
မပြောင်းလဲဘူးကျွန်တော်နှလုံးသားပြောင်းလဲရင်ကျွန်တော်ပတ်ဝန်းကျင်ပြောင်းလဲပြီအဲဂုတုဆိုတာကတကယ်ကိုဖျားကိုမသိတဲ့အတိုင်းပြီးနတ်ဖျားပေါင်းများစွာကိုးကွယ်တဲ့နေရာဒါကြောင့်နမိတ်လက္ခဏာ10မျိုးတောင်ပြအဲ့10မျိုးတော့သူတို့နတ်ဖျားတွေကိုဖျားသခင်ကရှုံးစေတဲ့သဘောကိုပြတာဖြစ်တယ်အဲ့မှာအဲဂုတုမှာအဲဂုတုကတလောက်နတ်ဖျားတွေများတာဒါပေမဲ့အဲ့ဒီအဲဂုတုမှာစံစဘာထွက်ပြီးတော့တဲ့တိုင်းပြည်အဲဂုတုမှာဘာလာဝယ်ရလဲစဘာလာဝယ်ရတယ်နောက်ဆုံးယာကုပ်တို့တော့ဘာလာဝယ်ရလဲစဘာလာဝယ်ရဘာလို့လဲအဲဂုတုရဖျားကိုမသိဘဲနဲ့ဘာလို့ဒီလောက်ထိကောင်းကြီးမြင်လာဖြစ်သွားတာဘယ်သူကြောင့်လဲဖျားကိုသိတဲ့ယောသကြောင့်ဖြစ်တယ်ဖျားရှိလူရှိမှမျက်နှာသာရတဲ့ယောသကြောင့်ဖြစ်တယ်အဲ့ဒီယောသတယောက်ကြောင့်ပဲအဲ့ဒီအစာခေါင်းမခြင်း9နှစ်ကိုဖျားသခင်ကလူတွေကိုမသေးစေဘဲနဲ့ဝါစွာကျွေးသွားတယ်ဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရတယ်ဒါကြောင့်ချစ်တော်စီတိုင်းဒီနေ့ဘုရားသခင်ကသင်တဲ့ကျွန်တော်ရဲ့နှလုံးသားကိုပြောင်းလဲနေပါလေအခြေအနေတွေကိုမပြောင်းလဲသေးဘူးဆိုတာကဘုရားသခင်ဘာကိုပြောင်းလဲနေတာလဲကျွန်တော်ရဲ့နှလုံးသားကိုပြောင်းလဲနေတာဖြစ်တယ်ကျွန်တော်နှလုံးသားကိုကျွန်တော်ကိုယ်တိုင်ပြောင်းလဲလို့မရအောင်တန်ရှင်းသောဝိညာဉ်တော်ဘုရားကဘာလုပ်ပေးနေလဲပြောင်းလဲပေးနေဒါကြောင့်မို့သင်ဟာအိုးမြေဖြစ်တယ်ဘုရားသခင်ကအိုးထိန်ဖြစ်တယ်အိုးမြေဖြစ်သောကြောင့်အိုးထိန်ရဲ့ပုံသွင်းမှုကိုပုံသွင်းခံဖို့ပဲဖြစ်တယ်သင်နှလုံးသားကိုဘုရားကပုံသွင်းနေတယ်မာနာကြီးတဲ့ကြောက်ခဲတွေကိုဘုရားသခင်ကဖယ်ထုတ်ပြစ်နေတယ်အမိုက်ဒူးစီရိုက်တွေအဲ့ဒီမကောင်းတဲ့ຢာတွေကိုဘုရားကဘာလုပ်ပေးနေလဲဆွဲထုတ်ပြစ်နေတယ်အဲ့ဒီဆွဲထုတ်ပြစ်တဲ့ຢာကိုသင်ဟာဝန်ခံဖို့လိုတယ်ဘုရားသခင်ကျွန်တော်ချိုးဖဲ့ပါမုံငါးလုံးနဲ့ငါးနှကောင်ကိုယေရှုကလူ9000ကိုမကျွေးခင်မှာအရင်ဆုံးဘာလုပ်လိုက်လဲကျေးဇူးတော်ချီးမွမ်းတယ်ကျေးဇူးတော်ချီးမွမ်းပြီးဘာလုပ်လဲချိုးဖဲ့ပလိုက်ကျွန်တော်ငယ်တော့စဉ်းစားတာဆန္ဒစကူကလေးဘွားမှာမုံငါးလုံးနဲ့ငါးနှကောင်ယေရှုကဆုတောင်းတော့ကောင်းကင်ကမုတ်တွေငါးတွေပြုတ်ကျလာတာဘောပြုတ်ကျလာတာဗောနော်အော်အမှလူတွေ9000စားရတယ်ဗောကျွန်တော်ဆန္ဒစကူကလေးဘွားအဲ့လိုထင်တာနောက်တော့မှကျမ်းစာကိုသိချာကြည့်တော့မုံငယ်နဲ့ငါးကိုယေရှုကကျေးဇူးတော်ချီးမွမ်းပြီးတော့မဝေခင်မှာဘာလုပ်လိုက်လဲတခင်ရှုလက်ထဲမှာချိုးဖိန်နဲ့မုံနဲ့ငါးကဘာလုပ်သွားလဲတိုးပွားသွားတယ်တပည့်တော်တွေကလည်းဝင်ကားတဲ့ခါမှာချိုးဖိန်နဲ့12တောင်းတော့ဘာလုပ်လဲပူတယ်တဲ့ကျမ်းစာဖော်ပြဒါကြောင့်မို့သင်နဲ့ကျွန်တော်ကိုဘုရားသခင်ချိုးဖဲ့နေတယ်ဆိုတာဆွတ်ယုတ်သွားဖို့လားတိုးပွားဖို့လားတိုးပွားဖို့ဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်ဘုရားအသက်တာကိုဘုရားသခင်ချိုးဖဲ့နေတဲ့အချိန်ကာလဖြစ်တယ်ချိုးဖဲ့ခြင်းကိုခံလိုက်ပါကျွန်တော်နှလုံးသားကိုပြုပြင်ပါသင်ဒီနေ့ဝန်ခံဖို့ဖြစ်တယ်ဘုရားသခင်ကျွန်တော်နှလုံးသားကိုပြုပြင်ပါကောင်းသောမြေကောင်းသောနှလုံးသားဖြစ်မှများစွာသောအသီးကိုသီးပြီးတော့ဘုရားဘုန်းတော်ထင်ရှားမှာဖြစ်တယ်ဒါကြောင့်မို့ချစ်တော်စီတိုင်းကရုဏာတရားနဲ့သစ္စာတရားကိုသင်နဲ့မကွာစေနဲ့သင်လေပင်မှာဆွဲထားပါနှလုံးအင်းစင်းမှာရေးထားပါသင်နှလုံးသားထဲမှာဖခင်ရဲ့သဘောတဘာဝနှစ်ခုဖြစ်တဲ့ကရုဏာတရားဖခင်ကိုချစ်မယ်လူတွေကိုချစ်မယ်ဘုရားသခင်တို့အသက်ရှင်မယ်လူတွေတို့အကောင်းဆုံးလှုပ်ဆောင်မယ်ဆိုရင်ဘုရားသခင်ကမဆာမှာဖြစ်တယ်အဲ့ဒီချစ်ချင်းမေတ္တာမှာမှန်ကန်မှုရန်အတွက်သစ္စာတရားဘုရားသခင်ကလူကိုချစ်တယ်အပြစ်ကိုတော့မချစ်ဘူးနော်သစ္စာတရားဆိုအဲ့ဒါပဲဒါကြောင့်မို့အဲ့ဒီအပြစ်တွေယေရှုကလက်ဝါးကတိုင်းမှာအသေးခံပေးရခြင်းဖြစ်တယ်ဒါကြောင့်ကရုဏာတရားနဲ့သစ္စာတရားကိုသိခြင်းလက်ဝါးကတိုင်းကိုကြည့်လိုက်အဲ့ဒီနှစ်ခုကိုသင်နှလုံးသားထဲမှာတူထားပြီးတော့သင်ဟာနေ့စဉ်မှန်ကန်သောနှလုံးသားနဲ့အသက်ရှင်မယ်ဆိုရင်ဘုရားသခင်ရှေ့လူတို့ရှေ့မှာမျက်နှာရပြီးတော့ဘယ်နေရာရောက်ဘယ်အခြေအနေပဲကြုံသင်အားဖြင့်ဘုရားသခင်လှုပ်မှာဖြစ်တယ်သင်အားဖြင့်အခြားသောသူတွေပါကောင်းကြီးမြင်ကလားခံစားမှာဖြစ်တယ်ဒါကြောင့်မို့ယောသကဲ့သို့ကောင်းသောနှလုံးသားရှိဖို့ဒီနေ့ခွန်အားပေးခြင်းတယ်နောက်ဆုံးအနေနဲ့သူ့အကိုတွေကယောသတဲ့ငါ့ကိုခွင့်လွှတ်ပါကွာသူ့အဖေယာကုပ်ကြီးသေတော့ငါတို့အပြစ်မလုပ်ပါနဲ့လို့ပြောတဲ့အခါမှာယောသဘာစကားပြောတယ်သလားအကိုတို့တဲ့မင်းတို့ငါ့ကိုပို့လိုက်လို့ငါအဲဂုတုရောက်လာတာမဟုတ်ဘူးတဲ့ဖယားသခင်အားတဲ့လူတွေအသက်လွတ်ဖို့ရတော့ငါ့ကိုဘာလုပ်လိုက်တာလဲပို့လိုက်တာယောသကဲ့သို့နှလုံးသားရှိပါစေတကယ်တော့သူ့ကိုယ်တွေရောင်းစားတာပါဒါပေမဲ့အဲ့ဒီရောင်းစားတာအပြစ်မြင်လားလုံးဝအပြစ်မမြင်ဘူးဒါကြောင့်မို့ဖယားသခင်နှစ်သက်တဲ့နှလုံးသားမျိုးကဘယ်သူ့ကိုမှအပြစ်မမြင်ဘူးဖယားကိုလည်းအပြစ်အခြေအနေကိုလည်းအပြစ်မမြင်ဘူးဒီအခြေအနေတွေကြုံနေဆိုတာကဖယားသခင်အကောင်းဆုံးတစ်ခုလုပ်ဖို့ပါအဲဂုတုမှာငါ့ကိုကြုံဖြစ်ခက်ခဲစေတယ်ဆိုတာကဒီလို73နှစ်တာကာလဒုက္ခရောက်စေတယ်ဆိုတာကဘုရားသခင်အခုကဲ့သို့လူပေါင်းများစွာအသက်ချမ်းသာဖို့ဘုရားကြီးတော်မှုလုပ်ဖို့ပါခက်ခဲစေတယ်ဆိုတာကဘုရားသခင်ကြီးတော်မှုတစ်ခုလုပ်ဖို့ဖြစ်တယ်ဒါကြောင့်မို့အခုခက်ခဲတဲ့အခြေအနေသည်ဘုရားသခင်ကြီးတော်မှုပြုမှာဖြစ်တယ်သင်ရဲ့နှလုံးသားသည်ကောင်းစားသောနှလုံးသားဖြစ်ပါစေတို့ပြုလင်ဘုရားသခင်ရှေ့လူတို့ရှေ့မှာမျက်နှာရပြီးတော့ဘုရားသခင်ရဲ့ကြီးစွာကိုခံရမယ်ဆိုတဲ့အကြောင်းဝင်ကားပါတယ်အားလုံးပေါ်မှာဘုရားရှင်ကောင်းကြီးပေးပါစေအာမင်ကျွန်တော်တခြင်းလေးတစ်ပုဒ်အားဖြင့်ခွန်အားယူဖို့ဖြစ်တယ်နော်ညီငယ်တော်တရားနေပြီးတော့ကျွန်တော်ကုန်တော်ချီးမွမ်းပါမယ်ကောင်းသောမြေဆိုတဲ့နှလုံးတခြင်းလေးဖြစ်ပါတယ်နော်ဒီတခြင်းလေးကိုစာသားလေးတွေကျွန်တော်အတူတူဝါခွန်အားယူရင်းနဲ့ကျွန်တော်နှလုံးသားကောင်းသောမြေဖြစ်ဖို့ဘုရားသခင်လက်တော်ထဲမှာ
ဆက်ကပ်အနံ့ဖို့ဖြစ်ပါတယ်ကျွန်ုပ်ရဲ့လုံးသားမြေကိုထုံးရဲ့ပါနှုတ်ကပတ်တော်ရည်နဲ့ကျွန်ုပ်ထဲမှာစုမာကျော်သောမာနာကြောင့်ခဲစာတွေရှင်းထုတ်ပေးမှုပါမိုက်တူးစရိုက်များကျွန်ုပ်ရဲ့လုံးသားမြေကိုမြေဩဇာအသီးများဝေစားဖို့ကြုံတွေ့စေသောမမျော်လင့်ခဲ့မလိုလားခဲ့ဖြစ်ပြဲတွေသခင်ရဲ့လက်တော်နဲ့စိုက်ပျိုးမှုပါကောင်းသောမြေကောင်းသောမြေကိုယ်တော်ရဲ့မေတ္တာဖြင့်ပြုစုပါကောင်းသောမြေကောင်းသောမြေကျွန်ုပ်ဘဝတစ်ခုလုံးကိုကောင်းသောမြေဖြစ်စေကောင်းသောမြေကောင်းသောမြေကိုယ်တော်ရဲ့မေတ္တာဖြင့်ပြုစုပါကောင်းသောမြေအိုးကောင်းသောမြေကျွန်ုပ်ဘဝတစ်ခုလုံးကိုဘုံတော်တင်ရှားစေကောင်းသောမြေကျွန်ုပ်ရဲ့နှလုံးသားမြေကိုထုံးရဲ့ပါနှုတ်ကပတ်တော်ရည်နဲ့ကျွန်ုပ်ထဲမှာစုမာကျော်သောမာနာကြောင့်ခဲစာတွေရှင်းထုတ်ပေးမှုပါမိုက်တူးစရိုက်များကျွန်ုပ်ရဲ့နှလုံးသားမြေကိုမြေဩဇာအသီးများဝေစားဖို့ကြုံတွေ့စေသောမမျော်လင့်ခဲ့မလိုလားခဲ့ဖြစ်ပြဲတွေသခင်ရဲ့လက်တော်နဲ့စိုက်ပျိုးမှုပါကောင်းသောမြေကောင်းသောမြေကိုယ်တော်ရဲ့မေတ္တာဖြင့်ပြုစုပါကောင်းသောမြေကောင်းသောမြေကျွန်ုပ်ဘဝတစ်ခုလုံးကိုကောင်းသောမြေဖြစ်စေကောင်းသောမြေကောင်းသောမြေကိုယ်တော်ရဲ့မေတ္တာဖြင့်ပြုစုပါကောင်းသောမြေအိုးကောင်းသောမြေကျွန်ုပ်ဘဝတစ်ခုလုံးကိုဘုံတော်ထင်ရှားစေကောင်းသောမြေကျွန်ုပ်ဘဝတစ်ခုလုံးကိုဘုံတော်တင်ရှားစေကောင်းသောမြေကောင်းသောမြေကိုယ်တော်ရဲ့မေတ္တာဖြင့်ပြုစုပါကောင်းသောမြေအိုးကောင်းသောမြေကျွန်ုပ်ဘဝတစ်ခုလုံးကိုဘုံတော်တင်ရှားစေကောင်းသောမြေအာမင်ရောက်ချင်းစီတိုင်းဘုရားကိုချစ်တော်စိတ်နဲ့အဲ့ဒီမေတ္တာကိုတာ၍ဖြန့်ဝေပြီးတော့မှအသက်ရှင်နိုင်ဖို့ရန်တခြင်းလေးနဲ့ခွန်အားပေးသလိုအသက်တာကိုလည်းပြင်ဆင်ပါတယ်အားလုံးပေါ်ဘုရားသခင်တာ၍ကောင်းချီးပေးပါစေ